အားလုံးပဲမင်္ဂလာပါခင်ဗျာလုံလာတဲ့တင်စီထားခြင်းစရာဇလကုန်းများစွာရှိတဲ့ကျွန်တော်ရဲ့ Contrast LGBT Audible Channel ကနေတယ်လီဗီကိုကြိုဆိုလိုက်ပါရခင်ဗျာယခုတစ်ခေါက်တင်ဆက်ပြပြပေးမယ့်ဇလန်းလေးရဲ့နာမည်ကတော့စာရေးသူအမှန်တရောရေးသားထားတဲ့အချက်တက်တာလွန်တော်ဆိုတဲ့အပိုင်း၅လေးပဲဖြစ်ပါရခင်ဗျာအော်ဒီယိုလေးကိုနားဆင်ပြီးတော့လူကြည့်မိပါရအားလုံးစကြံသာကြပါစေကိုချမ်းပါကြပါစေဒီနေ့တော့အမောရီအားလုံးပြေပြောက်ကြပါစေခင်ဗျာဒါဆိုရင်ဇလန်းလေးကိုခန်းစားနားဆင်မိကြပါဦး Some other branches of biology are morphology, study of farmers အဲ့ဒီစဉ်နဘေးရတူစာရွတ်တန်ကကျွန်တော်ချက်နေရမှာပြင်းပြီးဘိုင်ယိုနီကိုလွတ်ဆိုချက်နေသည့်ချင်းငယ်ရဲ့အတမ်းမှန်တီးလိုက်ပြီးကျွန်တော်အိတ်ချင်းစိတ်ကတဖြည်းဖြည်းပြောက်ပြတ်သွားကနိုးထွားရတော့လေသည်ဒီကိုယ်လုံးရှိအကျော်တွေကိုစမ်းလိုက်ရင်တစ်ချက်တန်းလိုက်စဉ်စာအုပ်မျက်စိမိတ်ပြီးစုံနေသည့်ချင်းငယ်ကိုတတိပြုမိသွားကကျွန်တော်ဘက်ကိုလှည့်ကြည့်လာခဲ့သည်။အော်နိုးပြီလား။ဘယ်နှနာရှိနေပြီလဲ။ရှစ်မှတ်တင်နေပြီ။ပြန်ရင်ဖို့စိတ်မကူနဲ့ထားတော့ပြန်ရင်ဖို့စိတ်ကူးနေသည်ကျွန်တော်မှချင်းငယ်စကားကြောင့်နှာတစ်ချက်ရှုပ်လိုက်ရ၏။ကြောင်သွားဖို့အစောကြီးလိုသေးတာဘူး။စပင်ကိုတစ်ချက်ဖွာလိုက်ရင်ဘဲနှုတ်သီးလေးလိုစာတူတူဆိုနေသည့်ချင်းငယ်ကိုကြည့်ရင်ကျွန်တော်ပြုံးမိသွားလေ၏ပြောလို့ပြောတာမဟုတ်ချင်းငယ်ကစာရက်နေတဲ့အချိန်ဆိုရင်ဘလို့လေးမှန်းကိုမသိတခါတလေကျွန်တော်ကြည့်နေရင်အသေးရပြီးသဘောကျပြီးရင်းမိတဲ့အထိမုံရပြောင်းနေဒီမှာ3လပင်ရှိနေပြီးရက်လေလေအပြီးရန်ကုန်ကိုတစ်ပတ်ကြာနေပြီးအပြန်မုံရကိုချင်းငယ်ပါအပါခေါ်လာခဲ့လေသည်အရင်လိုကျွန်တော်နဲ့အခန်းထဲတွေ့တာအတူတူနေစေ၏ခန်းဒီဘက်ရွှေမျောလိုက်နေသည့်အဖေကြောင့်ရွှေမျောအောင်တဲ့အချိန်တွေရှိတာမို့လူတယောက်စာတင်ကြွေးဖို့ရာအသာလေးပင်ဒါကုမာနာခဲလေးကရန်ကုန်ကဝုန်းရောက်ပြီးအဲ့ကစရိတ်နဲ့ပဲကျောင်းသက်မယ်ကြီးပြောနေလို့အမေတို့အန်ဒီဆွေတို့ကချစ်ငယ်စိတ်ချမ်းသာအောင်အိမ်ဝန်းလေးကိုရောင်းပြီးရှားတဲ့ငွေကိုအမေကချစ်ငယ်အနာဂတ်တွေဖြည့်တွေးပြီးဗတ်မှာအကုန်အထားလိုက်၏ကျောင်းစရိတ်စားစရိတ်ကျူရှင်စရိတ်တွေကိုယခုထိအမိဘက်ကသာတာဝန်ယူပေးခဲ့လေသည်ဒါတွေကိုချစ်ငယ်ကမတိတူပြီးယခုအသုံးစိတ်တွေသည်သူ့ပတ်စံနေတာသုံးနေသည်ဟုထင်နေသေးတာလေထိုကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တခုံးမြဝင်မစော့ဖက်ခဲ့သည်အဓိကကတော့ချစ်ငယ်အနာကျွန်တော်ရှိနေဖို့ရန်တာဖြစ်လေသည်ကလေးဘောကထားကနှစ်နာတက်ဖို့တပတ်ရှာတော့တော်တော်နဲ့ရှာမတွေ့ဘယ်ရောက်သွားတာလဲမနေ့ကလည်းတန်းပေါ်မှာတင်ထားတာကိုချစ်ငယ်ဟေးငါတစ်ဖက်ကမနေ့ကဒီပေါ်မှာတင်ထားသေးတာကိုအားလျှော်ထားတာဟာယူမလျှော်ပါနဲ့ဆိုကွာငါမှမလျှော်ရင်မင်းတို့တလုံးမလျှော်ပဲပြထားမှလေချစ်ငယ်ပြောတော့လဲမှန်နေတာမို့လို့ကျွန်တော်ကြက်ကြီးလေလေတလို့ဖြစ်သွားရလေကျွန်တော်ကအပြင်းထူခြင်းမဟုတ်တော့ပဲလျှော်ဖို့မိသွားရုံသာဖြစ်လေသည်စာရင်းနဲ့လုံးမနေရဒီမှာကိုရန်းစာဖြစ်သည့်ဘောဂတွဲနဲ့ဘိုင်ယွန်တွဲမှာဘောဂတွဲကိုယူမဲ့အစားကျွန်တော်ကချစ်ငယ်ယူသည့်ဘိုင်ယွန်တွဲကိုသာယူခဲ့လေအမတ်နဲ့အခန်းခွဲဒီမှုအခန်းမတူတော့ပဲချစ်ငယ်မှာစားတော်ဒီမှုဧကန်းမှာနေရပြီးကျွန်တော်ကဧကန်းရဲ့ဘေးချင်းကဘေကန်းတွင်သာနေရကြလေအတန်းချိန်တစ်ခုပြီးလိုက်တိုင်းဘေကန်းရဲ့မော်နီတာဖြစ်တဲ့ကျွန်တော်ကဆီယာမတွေနားနေခန်းစီကိုလိုက်ပို့ပေးရသည်မို့ဧကန်းကဖြတ်သွားချိန်တိုင်းကိုယ့်ရဲ့ကလေးလေးကိုချောင်းကြည့်ရတာအမောဒါတွေကိုချစ်ငယ်ကတီးမှမဟုတ်ချင်စပင်းကိုအိမ်ရှိထုံရင်းချစ်ငယ်ရဲ့လွယ်ရဲ့အနီလေးကိုယူရင်းခြေချင်းလေးကိုကျွန်တော်လွယ်ရင်းနဲ့အတူထည့်လိုက်လေစပိတ်လေးနေနေရင်နောက်ကျောကနေစာတွေကိုရက်ရွတ်တလို့ဆိုနေသည့်ဘဲနှုတ်သူလေးနဲ့ချစ်ငယ်ကိုအတန်ကြပြီးရှုံမြင်သွားတာမို့သဘောတကျရင်းမိသွားလေတကယ်ကိုချစ်စရာကောင်းတာဘာကြီးရလဲကျွန်တော်ပခုံးကိုခက်ဆက်ဆက်ရိုက်ပြီးတူစာကြက်ဖက်နေတာကိုမကျင်တဲ့သည့်အတန်နဲ့လာမိတော့သည်ထိုအခါကျွန်တော်ရှင်နေတာကိုအတော်တက်လိုက်ပြီးဘာမှမဟုတ်ပါဘူးကွာမင်းကရှင်းပြထားတဲ့ visit တွေရပြီလားတိတ်တော့နားမလည်သေးဘူးညကျရင်ထရှင်းပြပေးမယ်ကိုရန်စာတက်ကလေးက visit မှာလည်နေသည့်ကျွန်တော်မှာအားကိုးစရာဆိုလို့ချစ်ငယ်တာရှိလေသည်တိုးတော့ကျွန်တော်ကနားလေသည့်စာအားမလဲတလို့ဟန်ဆောင်ရင်းစာရှင်းပြခိုင်းသေးလေသည်ကျွန်တော်လေးခေါင်းလေးငုပ်ပြီးလေးနဲ့ကိုစာရှင်းပြနေသည့်ချစ်ငယ်ရဲ့အမူအရာလေးတွေကိုငေးကြည့်ခြင်းလို့လေးလှလှလေးတွေကိုငေးကြည့်ခြင်းလို့လေးလှလှလေးတွေကိုလည်းငေးကြည့်ခြင်းလို့ဗီဒီယိုဆောင်မြင်နေရသည့်နေတဲ့ဇက်လေးကိုငေးကြည့်ခြင်းလို့ချွေးလေးတွေစီးကြနေသည်ကျွန်တော်မျက်နုံနုံတုပ်ပေးမိငချီဦးဆိုသည့်လူသားလေးကိုမျက်နုံနုံနဲ့ငေးကြည့်ခြင်းလေသည်ဒီလောက်ပဲကျွန်တော်တို့လုံလောက်လေသည်တ
ကြောင်တော်တိုင်းလမ်းကြုံမနှက်စာအဖြစ်ဝဝဲစားတတ်သည့်ဘီယိုလင်ကဖေးဆိုင်ဝက်ပေါက်နှလုံးကိုမှားလိုက်ပြီးပါစတာဆွဲလိုက်လေခါတိုင်းဆိုရင်စိုက်ထိုင်ပြီးစားတော်ညာဒီနေ့ကအတင်းနေမှုလို့အေးစစ်စစ်ထိုင်စားလို့မရပြီချင်းငယ်ကစပိန်နောက်ကနေထိုင်လိုက်ဒီမှုမို့စားလို့ရနေပေမဲ့စပိန်နေနေဒီကျွန်တော်ကတော့စားလို့မရကြောင်ကြမှာသာစားလိုက်တော့လိမ့်မည်စားလေကျွန်တော်ရှိရောက်ရှာလာသည့်ချင်းငယ်လက်နဲ့အတူလက်ထဲကဖယ်ထားသည့်ပေါက်စီလေးကျွန်တော်မျက်နှာပေါ်မထိတ်နိုင်စွာအပြုံကြီးတစ်ခုကနေရာယူသွား၏ဖះကြီးဒါချင်းငယ်ကျွန်တော်ခွန်ကြွေးတာပေါ့ချင်းငယ်ကလေစားပါစို့ငါလက်ညောင်းလာပြီကျွန်တော်ပြုံပြုံကြီးနဲ့ပင်ချင်းငယ်လက်ထဲကပေါက်စီကိုငိုစားလိုက်လေ၏ဘဝမှာအနူးညံ့ဆုံးဂျုံတောင်းကိုကိုက်စားလိုက်ရတယ်လို့အရသာအရှိဆုံးတန်မှုအရှိဆုံးမုတ်ကိုစားလိုက်ရတယ်လို့ဘယ်သူထင်ပါလဲ900ရန်ပေါက်စီကကျွန်တော်အတွက်အဖိုးအတန်ဆုံးအစားအစာဖြစ်နေမယ်ဆိုတာကျောင်းထဲရောက်တော့စပိန်စတန်စီစပိန်ကိုထားခဲ့လိုက်ပြီးချစ်ငယ်နဲ့အတူစာတင်ဆောင်4စီကိုတွားလိုက်၏စာတင်ဆောင်ကနှစ်ထပ်ဖြစ်ပြီးအောက်ထပ်ကညဘက်ဘေးဆုံးကအခန်းလေးကတော့ချစ်ငယ်တို့စာတင်ရသည့်အခန်းဖြစ်ပြီးဘေးအခန်းကကျွန်တော်စာတင်ရသည့်အခန်းဖြစ်လေသည်အခန်းထဲဝင်ပြီးတိုက်ကန်းနိုင်ကိုကြီးမိတော့ကိုမှတ်တင်အခန်းတောက်ကထောင်ထားသည့်အမွေအနှဲငယ်သုံးနေသည့်ကပတ်စည်းကိုယူလိုက်ပြီးအခန်းရှိကိုထွက်ကလဲနေလိုက်လေမကြပါဘေးကန်းကချစ်ကြရပါတပြက်စီးတစ်ချောင်းကိုကင်ပြီးထွက်လာလေသည်တပြက်စီးလှင်းနေရင်တစ်ချက်ခိုးကြည့်မိသည်ထိုအခိုက်တွင်ရုတ်တရက်ချစ်ငယ်နှင့်မျက်လုံးချင်းစုံသွားသည်မို့6ချက်ဆိုးလိုက်ရင်ရှက်နဲ့ပဲမျက်နှာလွှဲရသေးသည်ကဲဟိုကောင်မင်းဟိုဘခန်းတာတွားလဲလိုက်ပါတော့လားအတင်သားဖြစ်နေသည့်ကျော်စရကအခန်းထဲကပစီလဲနေရင်ကတင်ပေါက်ကနေတဆင့်မကြည်မနှံ့လှမ်းပြောလေသည်ချင်းငယ်တို့အခန်းကပဝါနေကျူပြီးလဲနေသည်ကျွန်တော်ကသူပြောလဲပြောချင်စရာဖြစ်လေသည်ကိုဘိုးကိုတစ်ချက်ပုတ်ကရှိတ်ရည်လိုက်ရင်ကျွန်တော်ဘေးကချင်းငယ်ကိုတစ်ချက်ပြင်းပြလိုက်ပြီးကိုခန်းရှိကိုသာတပစီလဲနေလိုက်တော့၏မနေ့ခင်ကမိုင်းအချိန်နေပြီးဆုံးကထမင်းစားချိန်ကိုရောက်လာခဲ့လေသည်ကိုထမင်းချက်ကိုဆွဲဥတီယာကချင်းငယ်အခန်းဘက်စီကိုသာဖြစ်လေသည်အခန်းထဲဝင်ချင်းမြင်လိုက်ရတာကချစ်ငယ်အပြင်ချစ်ငယ်ဘေးကကောင်းလေးတယောက်ထိုစဉ်ကျွန်တော်အလိုမကျစွာမျက်မှောက်ကကြောက်ကနေဘာတူလဲဒီလောက်ကတ်နေစရာလို့လားဘာတွေပြောနေကြရလဲဒိုလိုမိကုံတွေမှာမပြီးဆုံးတော့စိတ်ကရှုပ်လာသည်မို့ပူးကန်နေဒီနှစ်ယောက်စီကိုသွားကျွန်တော်လက်ထဲကခြိုက်အားနှစ်ယောက်သားကြားကိုဝုန်းကနေပစ်ချလိုက်လေအမလီအမေချင်းငယ်ဘေးကကောင်းလေးဟာမကြည့်စွာတစ်ချက်ကြည့်လိုက်ရင်ထမင်းစားမယ်လေဘာလုပ်နေရလဲခဏလွန်စီတော့စာမင်းနေလို့ငါစာရှင်းပြလိုက်အောင်မယ်ဒါကဘာလဲကျွန်တော်ကိုယူမဆိုင်တာလားကျွန်တော်ကိုလေအခုမှခင်တဲ့ကောင်ကြောင့်ကျွန်တော်ကိုအခုလို့ရတယ်လေဟိုကောင်လေးဒီချိန်ကထမင်းစားမယ်အချိန်စာရှင်းပြနေတော့ချင်းငယ်ကဗိုက်စာနေမယ်ဆိုတော့မင်းမတွေးဘူးလားမင်းစာနာမလဲတင်ဆရာမကိုတော်မေးလေလွန်စီတော့ဘလို့ဒီပြောနေရလဲချင်းငယ်ကကျွန်တော်အမျက်မှောက်ကျုပ်ကအနှဲငယ်မာသည့်လေနဲ့ပြန်ဟန်၏ထိုချိန်တွင်ကျွန်တော်နဲ့ချင်းငယ်ကြားလေထုမှာအနှဲငယ်တင်းမာသွားနေမလျှော့နိုင်ဘာလဲထမင်းစားချိန်တန်းစားရမှာပေါ့အာဟိုငါတောင်းမှပါတယ်မင်းဖိုက်စာနေမှာပေါ့ရတယ်ငါပြီးမှဆရာမကိုတောင်းမိလိုက်မယ်လေရပါတယ်အဆင်ပြေရလားမဟုတ်လေထမင်းစားပြီးငါရှင်းပြပေးမယ်လေတစ်ဖက်ကညင်းနေရတော့စာရှင်းရဖို့ဆန္ဒပြင်းပြနေသူအားကျွန်တော်အမြင်ကက်စွာချင်းထဲကထမင်းကြိုက်ကိုထုတ်ပြီးထပ်မံအားနဲ့စောက်ချလိုက်၏ဟုတ်တယ်လေကျွန်တော်စိတ်မရှိတော့ဘူးမကြိုက်ဘူးဆိုတာကိုသူမသိဘူးလားဟိုရပါတယ်ငါဘာသာဆရာမကိုတောင်းမိလိုက်ပါမယ်အော်အဲ့ဒါဆိုလဲတဘောအဲ့လောက်စာရှင်းပြခြင်းနေတဘောထမင်းကြိုက်တဲ့ကနေထမင်းခဲကိုမကြည်မနှံ့နဲ့စိုးနဲ့ထိုးချနေပြီးကျွန်တော်ကဘူးတော်မေးလိုက်၏ဘာလဲသူကစာလာမေးတာလေမင်းမေးစရာရှိရလားအခြားသူတွေမေးလဲရနေရပဲချင်းငယ်မင်းကလည်းနော်ဟိုကရနေတယ်ပြောနေတာတော့အတင်းကိုရှင်းပြခြင်းနေတော့တာပဲကဲလွမ်းစီတော့ထမင်းလေးတော့ကောင်းကောင်းစားပြစီအောင်နော်ဟုတ်ပြီလားချင်းငယ်ကထိုကဲတို့ပြောလာပြီးထမင်းဆက်စားနေ၏ဆက်ပြောမဲ့ကျွန်တော်ကပဲပကြည်မနှက်ပြတာငြိမ်နေရလေသည်ဒါလေးပြောတော့ထမင်းစားမိတ်ချိန်၌အခက်မပြန်သေးပါပဲထမင်းကိုရှုံမော်လေးလိုတမြုံမြုံနဲ့စားနေတဲ့ချင်းငယ်ကိုမတိမတာလေးခိုးကြည့်မိလေသည်ချစ်စရာကောင်းနေတာမို့ပြုံးလိုက်ရင်စာရိတ်ခုံအောင်မှထားသည့်ချင်းငယ်စာအုပ်ကိုဆွဲယူလိုက်ပြီးလှမ်းကြည့်လိုက်တော့မြန်မာစာအုပ်မင်းပြလေးတွေနဲ့ဖွဲ့စည်းထားသည့်စာလုံးလှလှလေးတွေ
ထိုစာရွက်လေးတွေအပေါ်လက်ကလေးနဲ့ခပ်ပပပွတ်တက်ရင်းအရေးတွေကလည်းဝိုင်းဆက်နေအောင်လှလေသည်ချင်ငယ်ကအရာရာပြည့်စုံလုံးလာလေသည်ဟာတီဗီဘာဖြစ်တာလဲကျွန်တော်မေးရမဖြေပဲလွှဲတဲ့ခေါင်းဝင်မတက်ရှာနေသည့်ချင်ငယ်မှာမျက်နှာမှာလည်းစိုးရိမ်မှုတွေကအတိုင်းတာဘိုင်ုံပုံနဲ့မိကြံခန့်နေပြီဟမ်တိကျရှာပါဦးဘိုင်ုံဆရာမအကြောင်းကျွန်တော်သိလေသည်ကျောင်းစားတက်ကလေးကသူတင်ပြီးဘိုင်ုံပုံနှိပ်ဒီကိုတေချာယူခဲ့ဘူးမိကြံခဲ့ရင်ရိုက်မယ်ဟုမှာထားလေသည်ကျွန်တော်မနေနိုင်စွာချစ်ငယ်လေးတွေကလွယ်အိတ်ကိုယူပြီးကျွန်တော်မနေနိုင်စွာချစ်ငယ်လက်တွေကလွယ်အိတ်ကိုယူပြီးစာအုပ်တွေကိုလှန်လောရှာလိုက်၏တကယ်ပါမပါလာဘူးပါမလာဘူးမနေ့ကစာပြန်နှွေးနေမိကြံခဲ့တာဟာလွယ်အိတ်ကိုကြည့်ကကျွန်တော်ကိုပြောနေသည့်ချစ်ငယ်မျက်နှာမှာမိုးပျော်တော်မီအလားကျွန်တော်တပင်းတစ်ချက်ချကမကြည့်ရလိုက်တယ်လို့မျက်နှာလွှဲပြီးတွေ့မနေပါပဲအခန်းဘက်ကိုပြန်သွားကကျွန်တော်လွယ်အိတ်တွေကဘိုင်ုံပုံလေးကိုယူလိုက်ပြီးချစ်ငယ်ရှိရာအခန်းဘက်စီကိုသွားလိုက်လေ၏ရော့ငါပုံလေးကိုတုံးလိုက်မင်းအတန်းရှိမပါဘူးလားမပါဘူးကျေးဇူးပဲလွမ်းစီတော့ဒုက္ခမှပြန်ရွှန်းသွားသည့်မျက်နှာလေးကတိုးရွှင်လာသည်မို့ကျွန်တော်တပင်းချမိလိုက်သည်တော်သေးတာပေါ့မငုံလို့ချစ်ငယ်ငါသွားပြီခေါင်းလောင်ထိုးနေပြီမို့ချစ်ငယ်ကိုနှုတ်ဆက်လိုက်ပြီးကိုကန်းစီကိုသာပြန်လာခဲ့လိုက်လေသည်အခန်းနောက်ကကထာတီတိုက်တေဘဲစာရွက်ကြီးကိုကျွန်တော်ကြည့်မိရင်ခက်တတာလေးပြုံးရင်းလိလူရှူမိလိုက်လေသည်အင်္ဂါနေ့နောက်ဆုံးအချိန်အတန်းချိန်ကပိုင်ကိုထားပါဒါတွေအရေးမကြီးဘူးကျွန်တော်အသားမနာဖို့ထက်ချစ်ငယ်အသားမနာဖို့ကရည်ကြီးတယ်ပြီးတော့ချစ်ငယ်မငုံဖို့ကလည်းရည်ကြီးတယ်စနေပြီလားအေးစနေပြီတီဗီရှိဖျားခင်းပြီးကြည့်နေကျွန်တော်တို့စီလောကစောကတိုက်ကရောက်ချလာသည့်ထိုက်ဆန်တို့တိုက်အတွက်နေရာဖေးပေးလိုက်ရင်လက်ပတ်တစုံကိုခစားလိုက်လေ၏အိမ်ကကျဲလို့တာတော်သေးတယ်သည်ရက်ွက်ထဲတီဗီရှိရဲ့လူနေပါတော့ကြောင့်လူများစုမှာကျွန်တော်အိမ်တွေစုနေကြလေသည်ဒီနေ့မချက်တာစီးတီးနဲ့မချက်တာယူနိုက်တက်တို့ကန်အမီဘောလုံးပွဲနေအများစုကယောက်ျားလေးသားတွေသာဖြစ်လေပြီးထွေရလေးပါစကားပြောနေသူဟာပြောဘောလုံးပွဲကြောင့်ပြောနေသူဟာပြောညာကြီးမိုးချုပ်တိမ်လုံးဘောလုံးရိုက်နေသည်ထိုခိုက်တွင်ဘာမှမတိတူပြီးတယောက်တည်းငြိမ်နေသည့်နဘေးကလက်ဖက်တို့ကိုပစုံတွေကြီးရွေးစားနေသည့်ချစ်ငယ်ကိုအမေလေးတခွန်းဆိုလိုက်လေ၏ချစ်ငယ်ဘယ်တင်းနိုင်မယ်ထင်လဲလောင်းမလားကျွန်တော်မဲဖြုံးတို့ကြုံပြုံးနဲ့မျက်ခုံးကိုနှစ်ချက်ပင်းလိုက်ကစိန်ခေါ်လိုက်လေသည်ထိုကချစ်ငယ်ကစားနေသည့်လက်ဖက်ပကံကိုချကာတီပီကိုတစ်ချက်ကြည့်လိုက်ရင်ကျွန်တော်ဘက်တစ်ချက်ကိုလှည့်ကြည့်လာကစီဝိနေသည့်ပါဇက်လေးကိုရှာတရင်းနဲ့ပြန်ပြလာခဲ့သည်ရရလေဘာကြီးလဲပြောလိုက်ကျွန်တော်တစ်ချက်တွေးသွားလေသည်ဘာကြီးလောက်ရင်ကောင်းမလဲစဉ်းစားစမ်းကျွန်တော်လက်ဖက်တုပ်ထိုင်စားနေသည့်ချစ်ငယ်ကိုငူကြီးငေးကြည့်ရင်အာတိပြီ1500ကြီးဟုတ်ပြီငါအမှန်ယူမှာကွာအဲ့ဒါဆိုရင်ငါမန်စီးတီးထိုလောင်းကြီးအားကျွန်တော်တယောက်တည်းသာတည်လိမ့်မည်1500အချင်းနဲ့နှလုံးသားကိုလောင်းကြီးထပ်လိုက်မယ်ဆိုရင်ရောဘာတွေပြောနေကြလဲဘေးကရဲဝန်းကပခုံးတူပြီးမေးလိုက်တော့ကျွန်တော်ဘာမှပြင်မပြောပဲခေါင်းတာခါပြလိုက်လေသည်ဒီလောင်းကစားကကျွန်တော်အတွက်နဲ့ချစ်ငယ်နဲ့သာဆိုင်လေသည်ပထမပွဲစဉ်တွင်ဘယ်သူမှဂုံမှုတွင်ဒီမို့ဘာမှမထူးခြားသည်ဒုတိယပွဲစဉ်တွင်ထူးခြားလာပါသည်မန်စီးတီးဘက်ကတကိုးတွင်လိုက်တော့ချစ်ငယ်ကြောမှတ်သွားတော်သည်နောက်တစ်ဘောတစ်ခြားရှိရင်ချစ်ငယ်နာကိုတိုးကစိုက်ကားကြီးကတော့ပိတ်တော်မယ်ထင်တယ်ထိုအခါမျက်စောင်းလေးကကျွန်တော်နှလုံးသားတက်တဲ့ကိုဒိုက်ကနေဒီလောကမှာကျွန်တော်လိုလူတွေရှိကြသေးရဲ့လားရှိရင်လည်းမိကြည့်ချင်နေသည်ပေးဆက်ခြင်းနဲ့အချစ်တာကကောင်းမလားဒါမှမဟုတ်ဖွင့်ပြောလိုက်ရင်ရောကောင်းမလားလို့လေဒါပေမဲ့ကျွန်တော်အတွက်ကာကြမှာစီမံရအတိုင်းဆိုရင်ပေးဆက်ခြင်းနဲ့ပဲချစ်နေရမိထင်လေသည်ဖွင့်ပြောမင်းဆိုတဲ့အကြောင်းအရာမှာကောင်းခြင်းဆိုခြင်းနှစ်ခုတွန်တွဲနေတဲ့အခါမှာခွဲခါရမယ့်အချိန်မျိုးဆိုရင်ကျွန်တော်တငယ်ချင်းလိုပဲနေပြီးပေးဆက်ခြင်းနဲ့တာချစ်နေမည်ဟေးမန်စီးတီးနိုင်ပြီကွာဝေးစိုက်ကားကြီးဖိပြီကွာဟာကွာငါလို့ကြာနေပြီရှုံးသွားပြီပေးလိုက်တော့9000လာထားအဘွားရုတ်နောက်ဆုံးတွင်မန်စီးတီးက2 ဂိုးနဲ့အပြတ်တက်နိုင်သွားပြီးအုပ်စုထဲတွင်မန်ယူနဲ့အကျိတ်နဲ့အားပေးနေသူစီကနေပြီးဆယ်ရီတန်တွေမကျဉ်းတဲ့တန်တွေထပ်လာတော့သည်အဲထဲမှာထိုက်ဆိုင်တဲ့ရန်ဝင်လည်းပါလေသည်ကျွန်
ကျွန်တော်လက်ခုပ်နှစ်ချက်ကိုအားရပါးရတီးလိုက်ပြီးဒါပဲလေဟုဂုံစားတဲ့အတန်နဲ့အော်လိုက်ရင်ဘူတော်တော်လေးထိုင်နေသည့်ချစ်ငယ်ကိုမခံချင်အောင်စားလိုက်တော့၏မန်ယူကြီးရှုံးသွားပြီဟေ့မန်ယူကြီးရှုံးသွားပြီအေးနော်လာမစားနဲ့တနာပါတယ်ကောင်းလေးတယောက်မနိုင်တော့ရှုံးမဲချင်နေပြီအစားနေလို့ပြောနေတော့လွမ်းစေတော့ဘာဖြစ်လဲရှုံးလို့ရှုံးတယ်ပြောတာလေကျွန်တော်ကိုစိတ်တူတူတစ်ချက်ကြည့်ပြီးမျက်နှာလဲသွားလေ၏ပစံကိုရှာလေးတစ်ချက်ထိုးပြီးရဲနေတဲ့မျက်နှာလေးကဒေါထနေမှန်းအတိတာထိုအခါကျွန်တော်တဘောတကြနဲ့ပင်အော်ရီမိလိုက်၏ဒါကိုချင်းငယ်ကဘလို့ထင်တော့လဲမသိနည်းနည်းတင်နဲ့ကျွန်တော်ကိုတစ်ချက်ကြည့်ပြီးထသွားသည့်ချင်းငယ်ကြောင့်ကျွန်တော်ကြီးကြံခဲ့ရလေသည်ဘာဖြစ်တော့လဲစိတ်ဆိုးတော့လားထို့နောက်အကျိုးရလဒ်ကတော့ချင်းငယ်တကယ်ကြီးကျွန်တော်ကိုစိတ်ဆိုးသွားတာပဲကြောင်ရောက်တော့လေကျွန်တော်ကိုမတိကျအောင်ဆောင်နေတဲ့သူကြောင့်ကျွန်တော်မှတတာကြီးနှဲလင်းတယ်လို့ခံလိုက်ရလေသည်ဒီနေ့ကတော့တကယ်ပြတတာနေတာဖြစ်လေသည်လွမ်းစီတော့ဗျာဆီယာမကိုဒီခန်းရဲ့အိခန်းရစာအုပ်တွေတွားခေါ်ပြီးပါဦးစားချစ်ကျင်လို့လေပြီးရင်ဆီယာမနားနေခန်းစီကိုလာလေးပေးလိုက်ဟုတ်ကဲ့ဆီယာမငါလိုက်ခဲ့ပေးရမလားနေပေးမင်းစာအုပ်ကျွန်တော်တို့အခန်းထဲကစာအုပ်တွေကိုလိုက်ကောက်ပြီးအိခန်းဘက်ကိုကူလိုက်ရာလူကအနှဲငယ်တာရှိတော့လေသည်မိုးစားသွားကြသည်မို့စပွဲခုံတော်စာအုပ်လေးကိုတင်ထားသည့်လူကတစုမိုးစားစိနေမှာထမင်းစားနေကြသည့်လူကတစုမုံမစားပဲစာတာလုံနေကြသည့်စာချက်ဘိုးတွေကတစုထိုစာချက်ဘိုးတဲ့တွင်ချစ်ငယ်ကထိတ်ဆုံးပါလိမ့်မည်ထင်လေသည်စာကိုတဲကြီးမဲကြီးလုံနေတတ်သည်မို့ရဖန်ရခါစာအုပ်ကိုပြီးကျွန်တော်ကအားကြသည့်စိတ်တွေပေါ်လာတတ်လေသည်အခန်းလိုက်စာအုပ်တွေကောက်လိုက်ပြီးချစ်ငယ်ရှိကိုရောက်တော့စာအုပ်တောင်းလိုက်လေသည်ကျွန်တော်ကမကြည့်ပါပဲ Chromacy definition တွေကိုရွေရင်းစာအုပ်ကမ်းလာပြီးပြီသည်တပင်တစ်ချက်ချလိုက်ရင်စာအုပ်ကိုယူပြီးဆရာမနားနေခန်းစီတာသွားလိုက်လေ၏လက်ထဲကစာအုပ်ကိုပုံမှန်လိုတာယူသွားတဲ့လွမ်းစီတော်ကြောင့်ကျွန်တော်မျက်မှောက်ကျုံမိသွားလေ၏ဘာလဲတကယ်ဆိုရင်တစ်ခုခုပြောရမှာမလားအခုကကျွန်တော်အားမလို့အားမရစွာတောက်တစ်ချက်ခောက်ပြလိုက်လေ၏နေကွာငါပူတော့မခေါ်သေးငယ်ချေဦးဘာလဲနမခေါ်တဲ့ကြောင့်လွမ်းစီတော်ကိုမချင်မနဲ့ဖြစ်နေသည့်ကျွန်တော်ကခက်မမာတာဖေးလိုက်မိရာကြည့်လိုက်တော့အရင်နေ့ကစာလာမိကလေးကကျွန်တော်နဲ့ခင်တော်သည့်ဖုံးမြတ်ပိုင်းငါဟိုလေမော်တော်ဝင်မလို့လိုက်ခဲ့အောင်အော်အေးစာတင်ခန်းနဲ့အနိုင်ငယ်ဝေးသည့်မူစေးတန်းစီအတူတူသွားလိုက်ကဖုံးမြတ်ပိုင်ကတရေစာတွေစုံနေအောင်ဝဲတော်ညာတရေစာစုံရင်လက်ဖျားနဲ့မတိုးသည့်ကျွန်တော်ကဘာမှမဝဲဖြစ်တော့ကျွန်တော်ចောင်းစားတက်ကလေးကခင်တီတူမှာဖုံးမြတ်ပိုင်တယောက်တာရှိလေသည်အရင်ကကျောင်းတော်ကလိုမျိုးအနိုင်ကျင့်တာတွေမရှိတော့ညာအမြင်မကြည့်သည့်လူတွေကလည်းအနှဲ့နဲ့များတော့ရှိသေးတယ်တော့နင်းနဲ့တီနဲ့နေသည့်ကျွန်တော်ကိုပဲရှိန်တာပဲလားဒါမှမဟုတ်ကျောင်းရဲ့နာမည်ကြီးလွမ်းစစ်တော်ကိုရှိန်တာပဲလားမသိပေမဲ့ကျွန်တော်ကိုဆိုရင်ရှန်စားတာမျိုးမရှိခဲ့လိုက်ရင်လည်းလွမ်းစစ်တော်နဲ့ညှိမယ်ဆိုတာကိုသူတို့ကတည်ထားပုံရလေသည်ငယ်ချူလွမ်းစစ်တော်နဲ့မင်းနဲ့ကခင်နာကြပြီလားကြပြီဘာဖြစ်လို့လဲမသိဘူးလေကြောက်စရာကောင်းလို့ဟိုတလောကတော့မင်းစီစားလေးလာမေးတာပေါ့ကွာပြောလိုက်ဆိုလိုက်တာများမသိရင်ကပ္ပရန်သူကြီးကြားနေလို့ဒီကောင်ကကြောက်စရာကြီးကွာလက်ကိုပိုက်ကပကုံးတွန်းပြနေသည့်ဖုံးမြတ်ပိုင်ကိုကြည့်လိုက်ရင်ကျွန်တော်တဘောတကြရှိမိလိုက်၏အဲ့ဒါသူစိတ်မကြည်ဘူးလို့ပါကွာလက်စီတော်ကမင်းချင်တယ်လို့မဆိုးပါဘူးငါတော့မယုံဘူးဖုံးမြတ်ပိုင်နဲ့စကားပြောနေရင်အခန်းထဲကိုဝင်လာစဉ်ကျွန်တော်ကြောင်ဝင်ထဲဖြစ်သွားလေသည်ကျွန်တော်နေရာကခုံပေါ်မှာစတက်ဆိုင်တူနိုဘူးလေးကိုကျွန်တော်တွေ့လိုက်ရလေ၏ကျွန်တော်ကြောင်တောင်နဲ့ကိုနေရာကိုဝင်ထိုင်လိုက်ပြီးဘေးရလူကိုကြည့်မိတာတော့ပုံမှန်တာဒါကဘာတူပေးရလဲအိုးနိုဘူးလေးပဲအိုးငချူမင်းကိုကြိတ်ကျွနေတဲ့ကောင်မလေးကပေးရထင်တယ်ကျွန်တော်ကောင်းခါပြရင်စပဲပေါ်ကနိုဘူးလေးကိုယူမိကနိုဘူးပေါ်ကတ်ထားသည့်စာရွက်လေးတစ်ရွက်ပဲမောက်လို့လက်ရည်တွေနဲ့ရေးထားသည့်စာကြောင်းလေးကျွန်တော်အမြဲမြင်နေရသည့်လက်ရည်လေးကိုမှတ်မိပါသည်ဒါကျွန်တော်လူစိုးကောင်ပေးတာတို့ပဲမောက်လက်ရည်လေးကဖတ်ကြည့်လိုက်ရာခလေးလေးကိုတောင်းမှမှာနော်စင်မစိုးပါနဲ့ဗျဆိုတဲ့စက်သားလေးနဲ့အတူဘေးကငုံနေသည့်ချင်းနှိပ်ပုံလေးဒါကနောက်တစ်တော့ကျွန်တော်ကိုချော့ရလားအိုးဟိုပြောနေလိုက်တာများဘသူပေးရလဲပြောကျွန်တော်ရှက်နဲ့ကိုပိုးကိုတစ်ချက်ပုတ်လိုက်ရင်ခေါင်းနာခါပြလိုက်လေ
ဘယ်ဘက်မောက်လက်ရေးလေးနဲ့စာရွက်လေးကိုကွန်မာဘူးတဲ့ကိုတေချာတင်ထားတယ်လို့ကျွန်တော်လုံးဝထိုင်နိုင်လေတတော့တနေရာမှာအမတ်တရများစွာချနေရာယူသွားလေ၏တေချာတာကထိုအမတ်တရတွေကမက်ဆီတော်နဲ့အစပြုတယ်ဆိုတာကျွန်တော်သာသိလိမ့်မည်နောက်ဆုံးအချိန်ကျွန်တော်နဲ့ထိုက်ဆန်အမိုက်ပြဖို့တောင်းဝင်ကြကအမိုက်ချင်းကြီးတစ်ယောက်ကိုတယောက်တစ်ဖက်စီဆွဲရင်းခလန်းလန်းကနေအမိုက်ပုံကြီးထံကိုတွားနေရလေသည်မနေ့တုန်းကနဲ့လာလာမဆိုင်ပါပဲကျွန်တော်ဟာရှင်နဲ့တိတ်တိတ်နဲ့လွတ်လပ်ပေါ်ပါစွာဘာကိုပြောလို့ပြောနေမှမသိပြောနေမိလေသည်ချစ်ငယ်စိတ်ဆိုးပြေသွားလိမ့်ပြီလေအကြောင်းရင်းမှာဂရင်းမောက်ကနေခိုးကြည့်ခဲ့ရာတိတ်ခဲ့ရလေသည်ကျွန်တော်ပေးတဲ့နှုတ်ပိုးလေးကိုကင်ပြီးပြုံးနေခဲ့တာချစ်ငယ်စိတ်ဆိုးပြေသွားမှတိတာလေသည်ကိုလွမ်းအေးဟိုတမျိုးတော့မထင်နဲ့နော်ထိုစကားမှာပေါ့ပြက်ပြက်ပြောနေသည်မဟုတ်တလီတနဲ့ပြောနေသည်မို့ကျွန်တော်ကြောင်သွားရလေသည်ဘာလဲဒီကောင်မင်းဟိုကွာအေးဘာလဲဟိုတမျိုးတော့မထင်နဲ့ကွာစိတ်လည်းမဆိုးလိုက်နဲ့ဟိုငါမင်းမယ်မင်းလေငချေဦးကိုကြိုက်နေရလားကျွန်တော်ရင်တစ်ချက်တုံသွားကြမဝင်မရဲတယ်လို့ဘာမှမပြောပဲကျွန်တော်ခေါင်းတောင်ငုံမိလိုက်လေဘာလဲဒါကျွန်တော်တခါမှမခံစားဘူးတဲ့တိတ်ငယ်စိတ်လားတိတ်စိတ်ချင်းဒီလက်ခံခြင်းတစ်မျိုးပဲဆိုတဲ့အတိုင်းကျွန်တော်ကိုထိုက်ဆန်ကြောင်းအောင်စာကြည့်နေသည်ကျွန်တော်မနီတက်စွာအပြုံးမမီဒီအပြုံးတစ်ခုဖြစ်တောင်းမှပါလေငါမင်းတို့လိုမဟုတ်တော့ယုံစရာကောင်းမဟုတ်ဘူးကိုလန်လုံးဝမဟုတ်ဘူးငါအံဩတွားရုံပဲငါအစာကလေးကရိမ့်မိတယ်တေချောင်လို့တာမေးလိုက်တာမင်းကယောက်ျားလေးကိုချစ်ကြိုက်နေလို့မင်းကယူစရာကောင်းတဲ့လူဖြစ်သွားမှလည်းမဟုတ်ဘူးမင်းကငါ့ရဲ့တငယ်ချင်းဖြစ်နေအောင်ပါပဲအေးပြီးတော့မင်းတငယ်နေစရာလည်းမလိုဘူးအချစ်ဆိုတဲ့အရာတိုင်းမှာသူ့တန်မိုးနဲ့သူရှိနေပေးတာလူပဲကွာသူ့ကြိုက်ကိုကြိုက်တော့ဘယ်သူပါမလဲယောက်ျားလေးဖြစ်နေလို့မိန်းကလေးကြီးပဲကြိုက်ရမယ်လို့ဘယ်သူဟောပြောလဲလူတိုင်းတော်မှခွေးနဲ့ကြောင်တော်ကြိုက်ချင်းတူတာမဟုတ်တာမင်းကခွေးချစ်တယ်ငါကကြောင်ချစ်တယ်ဒီလိုပဲလေမင်းလည်းမင်းလွတ်လပ်ပိုင်ခွင့်နဲ့မင်းဘသူ့ကိုချစ်ကြိုက်ကြရတယ်ထိုက်ဆိုင်ရဲ့အပြောတွေကြားမှာကျွန်တော်ကြောင်ကစာနာထောင်နေရင်ပြုံးမိသွားလေသည်ဒီကောင်ဒီလောက်စကားတမန်အခုမှသိလေသည်ကျေးဇူးပဲထိုက်ဆိုင်အဲ့ဒါဆိုရင်မင်းဘယ်လိုဆက်လုပ်မလဲမင်းဘက်ကဖွင့်ပြောမှာလားငါထင်ငချေဦးလည်းမင်းကိုတဘောချနေတယ်တင်နေငါဖွင့်မပြောဟမ်ဘာလို့လဲဖွင့်ပြောုံနဲ့ပြီးမယ်လို့မင်းထင်နေရလားမင်းထင်တယ်တော့မလွယ်ဘူးကွာဖွင့်ပြောပြီးပဲထားတုံလာရမယ်အခက်ခဲတွေဒီဇိုင်နိုင်မှုကလည်းလိုသေးရဲ့လေငါတို့ကငယ်သေးတယ်ထိုက်ဆန်ရှောင်းအောင်မဲ့လမ်းတွေကလည်းရှိသေးတယ်ငါချစ်ကြောက်ချစ်ငယ်ရဲ့အနာဂတ်ကိုမထိခိုက်စေချင်ဘူးမင်းပြောရလဲဟုတ်ပေမဲ့မင်းသာဖွင့်မပြောရင်ငချေဦးကအခြားတစ်ယောက်ကိုရွှေ့သွားလိမ့်မယ်နော်ငါတို့ကအရွယ်တွေရောက်လာကြမှာဒါဆိုတော့အခုချိန်မှာမင်းမဖွင့်မပြောဝင်ထားခဲ့မယ့်ကိစ္စရှိပေမဲ့သူ့ယူနေသူရောက်လာခဲ့ရင်တတွဲဘောဆိုတာပေါ်လာမှာအဲ့ချိန်ကျမင်းမဲခံစားရလိမ့်မယ်ချစ်ငယ်ပြောရင်ငါခံစားရလဲဘာမှမဖြစ်ဘူးငါချစ်တယ်ဆိုတာရယူခြင်းနဲ့ချစ်တာမှမဟုတ်တာပဲကွာချစ်ငယ်ပြောရင်ရပြီမင်းသိလားအကျွေးစိတ်ကိုခေါင်းပန်းလှန်ရင်တော့မှငါဘာပဲကြကြငါဆိုတဲ့ကောင်ကအရှုံးပေးပြီးသားမိုးကုံဆောင်းကုန်းကစားစောင်းလီအေးတို့တဝဲဝဲတိုက်ခတ်နေစေနေမျိုးလေးမှာတော့လူတွေအုပ်အုပ်ချင်းစီကားလာသည့်တရင်ကျွတ်ဖျားပွဲစီကြီးမုံရမျိုး၏ဒလိထုံးတန်းလူပွဲစည်းကြီးမြို့လယ်မှာနိုင်စင်မဆ၍မြောက်ဘက်ရွှေစည်းကုံဖျားနှင့်တောင်ဘက်စုတောင်ပြေဖျားသည့်စိုက်ကမ်းပေါင်းများစွာရှိကြလေ၏ဘလောက်လဲ300ပါကိုကြီးချော့နိုင်စင်တဝိုင်းဆိုင်ငယ်စတန်းတွင်ဆိုင်ငယ်လေးကိုထားခဲ့ပြီးအိတ်တောင်ထဲကပတ်စံ300ကိုထုတ်ကာပတ်စံကောက်နေသည့်ကလေးကိုပေးလိုက်လေသည်ပလန်နဲ့အနီရောင်အင်ကြီးကအနှဲငယ်ကြီးနေပြီးခန္ဓာကိုယ်နှင်းမြုပ်နေသည့်ချစ်ငယ်ပကုံးကိုဆွဲကင်လိုက်ရင်းလူအုပ်ကြားထဲတိုးဝင်လိုက်လေ၏သူမပေါက်တဲ့လူအုပ်ကြီးတဲ့ဝင်ရတာတော့မလွယ်ကျွန်တော်တယောက်တည်းဆိုဘာမှမဖြစ်ပေမဲ့ချစ်ငယ်ပါလာတော့ကိုတီတီလေးကလူအုပ်ကြားထဲညက်သွားမှဆိုရလေသည်တက်သွားလို့လည်းမရတခါအသက်ရှူပါချက်တဲ့အထိလူများတာမို့လို့ထရွရွနဲ့သာလက်လျှောက်ရလေသည်။ဘာချင်းမီးအောင်အောက်ကမိုးဆိုင်လေးတွေကိုနှလုံးတငင်းငင်းနဲ့ငေးကြည့်နေသည့်ချစ်ငယ်ကပထမအဆုံးပွဲစည်းကိုအလဲလာဖို့တလို့ညာဘက်မိုးဆိုင်တန်းနေကဘက်ကပစွန်ကျော်အနှံ့ကကျွန်တော်တို့စီကိုပြန်လွှတ်လာခဲ့လေ။
ချင်းငယ်ရှိကအကြီးတစ်ချက်ရောက်လိုက်ရင်မီးအောင်အောက်ကစားချစ်စရာကောင်းလောက်အောင်ကြော်ထားသည့်ပစုံကြော်ကိုမမိတ်မတုံကြည့်နေတာလဲလက်စလုံးတစ်ချက်အထက်အောက်ယူလာတော့ဒီမို့ကျွန်တော်ပြုံးလိုက်မိတာဒီစားချင်တာကိုမပြောဘူးအတန်မောင်းစုံနဲ့စုပွဲနေသည့်ကြောင့်ပုံမှန်အတန်နဲ့ပြောနေတော့တော်ရုံမကြားတာမို့ချင်းငယ်သမင်ကောက်ကောက်လေးကိုဖွာလိုက်ရင်ချင်းငယ်နာကိုကတ်ကားစားမလားပစုံကြော်ကိုဘလောက်အာရုံရောက်နေလဲမသိကျွန်တော်အတန်ကြားပြီးတုံတက်တဲ့အထိပစုံကြော်ကိုဒီလောက်အာရုံရနေရလားမီးအောင်အောက်ကပစုံကြော်ကိုမကြင်မနှက်နဲ့ကျွန်တော်တစ်ချက်ကြည့်ပြီးနှမ်းမုံမိလိုက်လေတော်ပြီစောစောကပင်ပစုံကြော်ကိုပေါက်ထမထွက်ဆိုင်ကြည့်နေသည့်ချက်ငယ်ကလာလာမမဆိုင်စွာခက်တီတီနဲ့မျက်နှာလေးနဲ့ကျွန်တော်အမေကိုငင်းနေလေသည်ဒါကမူတာပေါ့လေဟမ်မစားဘူးလားအေးတေးကြတယ်နော်ကျွန်တော်အမေတွင်တုံ့ပြန်တယ်မကြတော့ပစုံကြော်ကိုအမြင်မပြတ်သလိုကြည့်နေသူကြောင့်ခေါင်းကုန်တစ်ချက်ခါရိုက်လိုက်ရင်ပကုံးပေါ်တင်တာဒီလက်ကိုဥတီယာပြောင်းလိုက်ပြီးလက်ကလေးကိုစုပ်ကိုင်ကပစုံကြော်ရောင်းနေဆိုင်ရှိကိုဆွဲခေါ်လာခဲ့လေသည်အန်ဒီတခုကိုဘယ်လောက်လဲဗျတခုကို800သားဟုတ်နှစ်ခုထည့်ပေးပါအိထောင်တွေက1000နဲ့2ရွက်ကိုထုတ်ယူလိုက်ပြီးအန်ယူကလူအထက်ကိုပြန်လို့ရပြန်သည်ဒုက္ခမသာမျက်လုံးဝဝင်လေးနဲ့ပစုံကြော်ကိုတရွရွဝါစားနေဒီမှာချစ်စရာကောင်းလုံးလာလေသည်တစ်ဖက်တစ်ချက်ဖောင်းတက်လာသည့်ပေါဖောင်းလေးတွေကိုတိုက်ချင်စိတ်ကလည်းတဖွာဖွာရှတ်တရသည်မှာလည်းအခါခါကျွန်တော်သာနမ်းလိုက်ရင်ဣဝင်သွားမလားကျွန်တော်သာခပ်ဖွာဖွာလေးကြိုက်လိုက်ရင်ပေါဖောင်းလေးကရက်တက်လာမလားတို့ကဲတို့တွေးမိရင်တပြိုင်နက်တည်းအရင်အချိန်ကလောဘကြီးတဲ့ကိုပြန်မြင်မြောင်ရင်ဝင်အောင်လာသည့်အာနာသည့်စိတ်အင်းညာကချင်းငယ်ကလေးတယောက်လိုပုံပြက်ပန်းပြက်အိတ်နေခဲ့တာကျွန်တော်လေအပါဖောက်ဝေးလေးတွေကိုဘယ်တော့ထိပြမခဲ့ပြီလဲတောက်ချောက်ကတောက်ချောက်လို့မနေဘူးငေါ့ကောင်မလေးကမင်းကြော်ဖြတ်သွားပြီတောက်ချောက်ကရုတ်တရက်အတွေ့အကြုံဝင်လာသည့်စကားလုံးတွေမျက်ရည်ကျနေသည့်ချင်းငယ်ရဲ့ပုံရိပ်လေးတွေကျွန်တော်ကြောက်မှတ်သွားကလက်တီးကလည်းတင်းငနဲ့စုပ်မိသွားရင်ချင်းငယ်ကိုအကြီးဆိုင်နေသည့်ကျွန်တော်ကအန်တီကြီးကြီးနဲ့မျက်နှာလှည့်ထားရလေသည်ဟုတ်တယ်လွမ်းစစ်တော်မင်းလောဘကြီးလို့မရဘူးမင်းအတ္တကြီးလို့လည်းမရဘူးမင်းကြောင့်မထိခိုက်စေရအောင်ဟာထိုစဉ်မျက်စိပြက်မျက်နှာပြက်ဖြစ်သွားတဲ့ချက်ငယ်ကြောင့်ကျွန်တော်စိုးရိမ်စီတာမေးလိုက်ရလေသည်ဘာဖြစ်တာလဲဘာမှမဖြစ်ဘူးကျွန်တော်ကိုပြုံးပြကကောင်းကပြနေတဲ့ချက်ငယ်အပြုံးတို့ကမပြီးပြင်းတကူကူဖြစ်နေတာကျွန်တော်သိလေသည်ကျွန်တော်မနေနိုင်စွာထပ်မံမေးလိုက်ရလေ၏အဆင်ပြေရဲ့လားကြည့်တယ်ပုံမှန်အတိုင်းသာပြက်ပြလာတာမို့လို့ကျွန်တော်တပင်းချက်ချလိုက်ရင်ဘာမှမမေးဖြစ်တော့မိမိပြောက်ထားလိုက်ကတရွေ့လက်လျှောက်နေရင်မကြပါချက်ငယ်ကြီးတောက်ခေါက်တန်ကိုကျွန်တော်ကြားလိုက်ရလေမျက်နှာနီးရဲကလက်ထင်ကြောတွေပါထောင်နေတာမို့ကျွန်တော်အံ့ဩစွာကြောက်ရသွားရလေဒါချက်ငယ်ဒေါရထွက်နေရလားပုံမှန်ဆိုရင်ဒီလောက်ဒေါရမထွက်ဘူးဒီချက်ငယ်ရလေအခုကကျွန်တော်ပထမဆုံးမြင်သူဘူးဒီချက်ငယ်တေချာပေါက်ဒေါရထွက်နေသည့်ပုံစံကျွန်တော်မျက်မှောင်တစ်ချက်ကျုပ်လိုက်ပြီးဘာဖြစ်တာလဲချက်ငယ်ပြောအနောက်ကကောင်ငါဖေုံလိုက်ကိုင်နေတယ်ဘာကျွန်တော်အော်တန်ဘလောက်ကျဲသွားလဲမသိဘေးကလူတွေကပါဝါကြည့်လာခဲ့လေသည်ဒါတွေအာယုံမဆိုင်မိတော့ချင်းငယ်နောက်ကလူရှိရာကျွန်တော်လှမ်းကြည့်လိုက်မိသည်ဘာမှမမြင်တော့တဲ့ကျွန်တော်စိတ်တွေဒေါရထွက်လာသည့်ကျွန်တော်ရဲ့စိတ်တွေဒီကောင်ကိုတခုလိုလိုက်မှကျွန်တော်ကျဉ်းနှံ့လာနေပြီချင်းငယ်ကြီးတင်မထန်လှမ်းလိုက်နေသည့်လက်ကိုအားထက်ကဆွဲကိုလိုက်ရင်အဲ့လူရဲ့အင်ကြီးကော်လန်စာကိုဆောက်ဆွဲလိုက်ကခွေးမသားအမလီဟဲ့ဘာရီဖြစ်ကုန်တာတော့ရဲဝဲဖြစ်နေမှန်းတီးစွာအရှူရှူတယောက်ပြီးတယောက်ခလန်းလန်းကိုရောက်သွားတာမို့ကျွန်တော်နဲ့ကျွန်တော်ရဲ့လက်သေးချက်တွေကလည်းလဲနေဒီကောင်နဲ့သွားကွက်ကြနေခဲ့တော့သည်ဒီကောင်သေးရမှာတနာယူကောင်ဒီလောက်ဖြစ်နေကိုညမကိုလို့တဲ့ယောက်ျားလေးကွာငါလူးမငါကွာကျွန်တော်အောင်မှာတစ်ချက်ပြီးတစ်ချက်အထုခံနေရတဲ့ကောင်ကအတင်ယုံတွေကသူ့မျက်နှာကိုထိုးဖို့ပြင်နေဒီကျွန်တော်လက်သေးကသူ့မျက်နှာပေါ်မကြောက်ပါပဲလက်သေးချက်ထံမှရှောင်းနေလွှဲလိုက်နေမှုကျွန်တော်လက်သေးတစ်ချက်ဟာအားပြည့်ပြည့်နဲ့ကတိယာလမ်းမစီရောက်သွားတော့လေဒီတွေ့ပူနေတဲ့အချိန်တွင်နာသွားသည်လားမနာသွားသည်လားဒါတွေမသိတော့အဓိကဒီကောင်သေးဖို့တောက်ခွေးက
ဟေးတော်ပြီဟေးကောင်လေးတော်ကြတော့လေအိုကြားတဲ့ကနေတိုးထွက်လာသည့်လုံခြုံရေးနဲ့လူကြီးပိုင်းတွေကျွန်တော်ကနောက်ကနေလုံခြုံရေးကပါဆွဲထားသည်မို့ဘာမှဆက်လုပ်လို့မရဒီလိုနဲ့ရံပွဲကငိမ့်သွားတော့လေဒီနောက်တစ်ချက်ခပ်ပြင်းပြင်းခောက်လိုက်ရင်ကျွန်တော်ထံဝိုင်းကြည့်နေသည့်လူအုပ်ထဲတက်တော်သူကိုရှာလိုက်ရလေဒီကြောက်ကြနေရာလေးမှာခက်ကုတ်လေးထိုင်နေတာမို့ကျွန်တော်ခက်မြန်မြန်တွားလိုက်ရင်ကောင်လေးတောင်မရှောင်ဘူးနော်ဟဲ့ဘာဖြစ်တာတော့ဘာဖြစ်ရမလဲအဲ့ကောင်လေးကငါပေးရနေသူတို့ရှောက်နေရလေသူပြောတာကြားတာပဲဟိုကောင်ကအဲ့ကောင်လေးဖင်ကိုကင်နေဆိုပဲဟဲယောက်ျားလေးတောင်မရှောင်ဘူးပဲငါတို့မင်းကလေးပဲအကင်ရမယ်ထင်နေတာအင်းလို့မရှောင်ကောင်လေးကလည်းအထောက်ပုံစံလေးဟဲနင်းရလေအင်းနော်အချောက်လေးနဲ့တူပါတယ်ပေါ်တင်ကြားနေရတဲ့စကားတွေကကျွန်တော်ဒေါသကိုထပ်မံဆော်လိုက်တယ်လို့ငါလိုးကြနေတယ်လွမ်းစီတော့ချင်းငယ်ကျွန်တော်ကိုသားလေသည်ချင်းငယ်အတန်တွေကတုံနေလေသည်ငါခွာလာတော့မယ်ချင်းငယ်လက်ကိုဆွဲရင်လူတွေတွန်းတိုက်ကထွက်လာခဲ့လိုက်လေသည်မတက်နိုင်ဒီနေရာကနေချင်းငယ်ကိုအမြန်ဆုံးခေါ်ထုတ်ရလိမ့်မည်ထိုင်ဆိုင်တို့ချိန်ထားသည့်မမုံညီနောင်တို့ဆိုင်ရှိရောက်တော့အသက်ပြင်းကိုချလိုက်ကဆိုင်နေတာဝင်လာခဲ့တော့သည်ဟဲ့ကိုလွန်းငါတို့ကဒီမှာအေးထိုင်ဆိုင်တို့ရှိရဝိုင်းစီကိုတွားရင်ခွန်လို့ထံကိုချစ်ငယ်နဲ့ကျွန်တော်ဝင်ထိုင်လိုက်ရင်စိတ်ရှုပ်ရှုပ်နဲ့စပင်ကိုဖွာလိုက်မိသည်အချိုးကိုမပြေဘူးကိုလွန်းမင်းတို့ကလည်းကွာကြားတာကွာမင်းတို့ကလည်းအခုရောက်နေပြီပဲကွာဘာဖြစ်တာလဲလက်မာတဲ့တွေ့ရင်နဲ့ကိုလွန်းမရံဖြစ်လာလားကျွန်တော်ရှိရနေထိုင်နေသည့်တင်မောင်မြင့်ကဒဏ်ရာကိုမြင်ကစိုးရင်တကြီးမင်းနေရှာလေသည်ချစ်ငယ်ကိုတစ်ချက်ကြီးကကျွန်တော်ဗမောင်းဖြစ်တယ်လို့ကောင်းခါပြရင်အဲ့ဆိုဒဏ်ရာကဘလို့ရလာလဲကဲဗိုက်စာနေပြီအပေါက်တွေပိတ်လိုက်တော့အမကြီးလာပြီဘာစားမလဲမောင်လေးချစ်ငယ်ဘာစားမလဲဘာရီရလဲမုတ်တီမုံဟင်းကကြာစံဟင်းအွန်းတို့ခေါက်ဆွဲအလူပူတီထမင်းစီစံထမင်းတုပ်ထမင်းကျော်ဖြိုရီလည်းရတယ်မောင်လေးကြာစံဟင်းအဲ့ဆိုရင်ကြာစံဟင်းတစ်ပွဲရေအွန်းတို့ခေါက်ဆွဲတစ်ပွဲရေပေးပါဟုတ်ပြီမောင်လေးမာရာရီမရောက်ခင်လက်ကအနာနဲ့ပတ်သက်ပြီးမရမကမင်းနီတီထိုက်ဆန်တို့ကိုချော်လဲဒါပါဆိုပြီးမူသားနဲ့အကြောင်းပြလိုက်ရလေဒါတော့မျိုးနေကကြည့်နေတာမို့ဘောလုံးအကြောင်းနဲ့ခေါင်းဆောင်လာရသေးသည်ဒီကောင်တွေကရှာအုပ်မျိုးပတ်ရှည်ကြတဲ့ကောင်တွေခဏနေတော့မှားရတာတွေရောက်လာပြီးမို့စားဖို့ပြင်လက်ကအနာကစကနေဖြစ်သွားတာမို့ကျွန်တော်စိတ်ညစ်သွားရလေနာနေရလားကျွန်တော်လက်ကိုမထီးရမကိုင်းရတယ်လို့ကြည်ကမျက်နှာငယ်လေးနဲ့မိနီတီချစ်ငယ်လေးတန်ကပုံမှန်ထက်တိုးနေတော့ကျွန်တော်ပြလဲလဲနဲ့ပြုံးတစ်ခုကိုတက်ဆင်လိုက်ရင်မနာပါဘူးကွဒီလောက်ကတော့အပြော့ပဲကျွန်တော်ကိုမမေ့မတုံကြည့်ကတပည့်တစ်ချက်ချလိုက်ရင်စပွဲပေါ်ကအွန်နခေါ်ဆဲပကံကိုဆွဲယူပြီးတစုံခက်ကလေတပူပူမှုန့်နေလေဒီဒါကျွန်တော်ကိုခွန်ကျွေးမလို့လားမစဟကျွန်တော်ကြောမှတ်သွားကခဏတာကြောင်သွားရလေဒီမီယလာပူလုံနေသည့်ရင်အားရေခဲနဲ့ဖြန်းခန်းနဲ့ပတ်လိုက်တယ်လို့တကယ်ပါပဲချစ်ငယ်ကချစ်စရာကောင်းလုံးလေဒီလောက်လိုက်တဲ့အပြုတ်မှုတိုင်းကငါ့ကိုချစ်ပါဟုပြောနေတယ်ကဲလို့ကျွန်တော်ပြေပြီးတရက်အချစ်ပူနေရသည်လုံဟန်ကြနေမလားပါအိုးဟိုအားကြပါတယ်လို့အားကြပါတယ်ဘေးနာကထိုင်တီထိုင်ဆိုင်ကဇက်တန်နောဒီအတန်နဲ့ကျွန်တော်ကိုလာစားလေသည်စပွဲအောက်ကနေကြောင်းနဲ့လှမ်းကန်နေရင်ခတုတုကျေချလာမိသည်ဘောလားပင်နဲ့တပြစီးမယ်ဟေ့ငါရောစီးမယ်ငါချစ်ဦးမင်းရောတော်ပြီမစီးတော့ဘူးကိုလွန်းမင်းရောစီးမယ်မလားတော်ပြီကွာမစီးတော့ဘူးငါတို့ဖျားတဲ့ရပဲစောင့်နေမယ်ပြီးရင်လာခဲ့နှစ်တိုင်းစီးနေတဲ့ဟာကိုပြီးတာပဲလာခဲ့မယ်ဟဲ့အောင်လေလာလွမ်းစီတော့ဗျာခုနကဘာကြီးလဲခလန်လန်ကဖွင့်ရောက်တဲ့ကဇက်စင်ထန်စိတ်ဝင်စားသလိုကြည်ပြီးလက်ညှိုးထိုးပြနေသည်ကျွန်တော်ကမေးလေသည်အဲ့ဒါကဇက်ပွဲမိုးကျုံငှက်ငယ်လေးမင်းကြည့်ချင်လို့လားမဟုတ်ဘူးအဲ့ဒီဘေးကဟာကိုမေးတာအော်အဲ့ဒါကအမတ်တရတက်ဖို့ရတဲ့နေရာလေအော်ဟုတ်လားပုံမှန်ထက်ဝိုင်းဆက်သွားတဲ့မျိုးလုံးတွေမီးအောင်မျိုးစုံအရေးထင်နေသည့်မျက်ဝန်းတွေကကျွန်တော်အတွက်တလက်လက်တောက်ပနေသည့်ကျဲပွင့်လေးလိုလှသည်လောက်ခတ်နေသည့်လုံးသားကသူနဲ့မှသာခုံမိတဲ့ကြောင်တ
သူနဲ့မှသာကြည်နူးတက်ကြောင်းသူနဲ့မှသာအသေးစိတ်ကအစငဲကြည့်ပြီးရှင်ခုန်တက်နေကြောင်းသိစေခြင်းလေသည်သူနဲ့မှလွဲအခြားသူသားလည်းရင်ဒီနှလုံးသားကချိတ်ပိတ်ထားတာကြာလာခဲ့ပြီကျွန်တော်ကိုလက်ကားတက်ပြုံးလာအောင်ချစ်ငယ်ကလှုပ်တက်လေသည်ကျွန်တော်နှခမ်းနေပြုံးနေဒီမှာမချက်နိုင်တော့ငါနဲ့တူတူတက်ပုံရိုက်မလားအမတ်တရားပေါ့ကျွန်တော်အမေကိုချက်ငယ်ကအပြုံးနုနုလေးနဲ့ပြန်ပြလာသည်ရိုက်မယ်မောင်လေးတို့အဝယ်စားတွေလာရွေးလို့ရတယ်နော်ချက်တဲ့အင်ဂျင်နဲ့ဝေးပြီးတော့ရိုက်လို့ရတယ်တော်ပြီဗျကျွန်တော်တို့ဒီတိုင်းပဲရိုက်တော့မယ်အော်ဟုတ်ပြီရှုခင်းပိုစတာကြီးကတားရီနေရာကိုထွားလိုက်ပြီးညာလက်မကင်ထားသည့်မုတ်လင်များအထုပ်ကိုဘဲဘက်လက်နဲ့ပြောင်းကင်ပြီးချစ်ငယ်ပခုံးကိုဖတ်တပုတ်မရိုက်ခင်ကင်မရာကိုကြည့်ပြီးပြုံးနေတဲ့ချစ်ငယ်ကိုအမိမရငေးကြည့်မိသည့်ကျွန်တော်ကဟုတ်ပြီပြုံးထားမယ်နောက်15မိနစ်နေတပုံလေးရမယ်နော်မောင်လေးတို့ဘယ်နှပုံထုံးရမလဲတပုံကို1500အမ2ပုံထုံးလိုက်ရမလားဟုတ်2ပုံမထုံးပေးလိုက်အမကျွန်တော်တို့ခဏနေလာယူလိုက်မယ်နော်ဟုတ်ပြီတစ်စက်သေးမိနစ်ချင်းဆိုင်ကရွှေစည်းကုံဖះကိုတွားပြီးဖះကတော့ကဖះရင်မြင်မှာထိုက်ဆိုင်တို့အဖွဲ့ကိုကျွန်တော်နဲ့ချင်ငယ်ကမုတ်လင်များလေးစားနေပြီးစောင့်နေရလေသည်ပုံဝင်ချင်းကိုလှက်ပဲကြည့်နေသည့်ချင်ငယ်မှာငါးနှစ်သားကလေးလေးလိုဆွဲဖက်ပြစ်ချင်စရာကောင်းလွန်လာလေသည်ဟာမုတ်လင်များတစ်ချမ်းကိုအချင်းတို့၍ခွန်ကြွေးလာသည့်ချင်ငယ်ကျွန်တော်တစ်ချက်ပြုံးလိုက်ရင်ထုံမုတ်လင်များအချမ်းအားကိုက်စားလိုက်လေသည်ဖြစ်နိုင်လည်းရင်မုတ်လင်များကိုခိုးကျွေးနေသည့်လူကိုပါအာကုနေနဲ့ငုံထားခြင်းမိသည်ဟုအာမနာတန်းစွာဝန်ခံရလိမ့်မည်ကျွန်တော်စားပြီးလို့တချမ်းကြံတဲ့ဟာကိုပါဇက်တဲကိုတွက်ကတမင်မှုနဲ့ဝါစားနေသည့်ချင်ငယ်ကိုကြည့်ရင်တဘောတကြရည်ချင်းလာတာမှုပါဇက်ကိုလက်တိစုပ်ပြပိတ်ထားရလေသည်အချစ်ဆိုတာဘလို့မျိုးလဲနာကြည်အောင်လဲလုံနိုင်သည်ပျော်အောင်လဲလုံနိုင်သည်ကျွန်တော်အချစ်ကိုတတ်မှတ်နိုင်မှုအချက်ကလေးနဲ့လုံနေသည်ချင်ငယ်ရောအချစ်ကိုဘလို့တတ်မှတ်လဲကျွန်တော်သိချင်တာလေသည်ချစ်ငယ်မင်းအချစ်ကိုဘလို့တတ်မှတ်လဲဘလို့ထူးဆန်းဘလို့ပြောရမလဲနှကန်းကိုရှာတချက်တက်ခါကျွန်တော်အမေအတွက်အဖေရှာနေသည့်ချစ်ငယ်ပုံစံကလေးနဲ့လေသည်အိတ်ထဲကနောက်ဆုံးကျန်တဲ့မိုးလင်များလေးအကိုင်ကစိုက်ကြည့်လိုက်ပြီးငါတော့အချစ်ကိုမိုးလင်များလို့တတ်မှတ်တယ်ဟမ်ကျွန်တော်ပြန်ပြောဖို့စကားလုံးရှာများတဲ့အထိဆုံးရသွားလေသည်ဒါကဘလို့အဖေလဲကျွန်တော်လေးနဲ့ပါတယ်လို့ပြောမိနေတဲ့အချစ်ကိုချစ်ငယ်ကမုတ်လင်များလို့တတ်မှတ်လိုက်တယ်လေငါပြမယ်ဒီမုတ်လင်များကိုကြည့်ဘယ်ဘက်ချမ်းကယောက်ျားလေးဖြစ်မလဲဘယ်ဘက်ချမ်းကမိန်းကလေးဖြစ်မလဲအဲ့ဒါတော့ငါဘယ်လိုတိမှာတော့ချင်ငယ်ရဲ့ယောက်ျားလေးနှစ်ယောက်လည်းဖြစ်ချင်ဖြစ်နိုင်တာပဲလေဒါမှမဟုတ်မိန်းကလေးနှစ်ယောက်လည်းဖြစ်ချင်ဖြစ်နိုင်တာပဲလေငါတို့မှမသိတာနာအချစ်ဆိုတာမျိုးကလေယောက်ျားလေးမို့လို့မိန်းကလေးကိုချစ်ရမယ်လို့တတ်မှတ်ထားတာမှမဟုတ်တာတတ်မှတ်နေရလူတွေပဲလေမင်းလည်းကြားဘူးမှာပဲအချက်မှမျက်စိမရှိဘူးဆိုတာလေငါတို့အချက်ကမုတ်လင်များလို့ပဲဘသူ့ကိုမှကျူးမဆိုင်ပဲကိုချစ်တဲ့လူကိုပဲဆက်ချစ်နေမှာဒီမှာကြည့်ဒီမုတ်လင်များကိုသူတို့ချစ်တာမိန်းကလေးယောက်ျားလေးလို့တတ်မှတ်မထားဘူးသူတို့ကချစ်ရဲကြတယ်ငါချစ်နေတဲ့လူကလည်းယောက်ျားလေးလည်းဖြစ်ချင်ဖြစ်နိုင်တာပဲလေတပုံတွေကကောင်းလေးနှစ်ယောက်၏အပြုံးတို့မှာစစ်မှန်ကြသလိုခါးသားချက်တို့ကလည်းစစ်မှန်ကြလေ၏သူနဲ့မှလွဲအခြားသူဆိုရင်ဒီလုံးသားကချိတ်ပိတ်ထားခဲ့တာကြာခဲ့ပါပြီတယောက်စားနှစ်ယောက်စားတာရှိသည့်စာတိုင်ငန်းနဲ့ကရရှင်မှုကိုခလောက်တံမှာတခန်းလုံးပြောနေလျက်စာရေးခုံပေါ်ကရရှင်မှုကိုတည်ထားတာကလူပညာမြောက်တော်မီပကြီးကားတစ်ချက်ကိုဆွဲတော်မလို့ကိုတို့နဲ့ကိုရည်ကျင်သွားတာမို့ခတ်တိုးရည်လိုက်ရာတိတ်ဆိတ်လုံးနဲ့အခန်းမှာကျွန်တော်ရည်တံဖြင့်ကြီးစိုးသွားလေ၏အခန်းထဲရှိလူတွေကလည်းကျွန်တော်ကိုဒီကောင်ပါလာလားဟူ၍ခက်ကြည့်ကြည့်ဖြင့်ငေးကြည့်နေခြင်းကြည့်နေလိမ့်မည်ပုံမှန်ဆိုရင်ကြောင်းခေါင်းလောက်မသိခင်ချစ်ငယ်စီကိုတွားတတ်တော်ညာယခုမူစမုတ်ပွဲနီးနေလိမ့်မို့အားတိုင်းစားလုံးနေတဲ့စာချက်ပိုးလေးကိုမနှောက်ယှက်ကြတော့ပြင်းပြင်းနဲ့စာရေးခုံပေါ်ခရရှင်ဘူးနဲ့မဟုတ်တာတွေရောဟုတ်တာတွေရောတွေ့ရင်ခိုးချစ်တစ်ချက်လုံနေလေ၏အင်းညာကကျွန်တော်ခန်းစားချက်တွေမရေရာခဲ့ပျော်နေခဲ့တာလားကြောက်နေခဲ့တာလားငါချစ်တဲ့လူကယောက်ျားလေးလည်းဖြစ်ချင်ဖြစ်နေတာပဲဆိုဒီနောက်မှာထိုက်ဆန်တို့တစ်ဖွဲ့ရဲ့ကိုလန်တို့ဟိုမားဆိုဒီအော်တန်နဲ့အတူတစ်ဖွဲ့တို့ရောက်ချလာသည်မို့ကျွန်တော်နဲ့ချင်းငယ်စကားစပြတ်သွားရလေသည်လူ
လူတယောက်ကိုချစ်မိယုံလာပါပဲဒါပေမဲ့ချစ်မိယုံဆိုတဲ့စကားမှာဘာလို့ကျွန်တော်တို့ကြမှာဒီလောက်ခက်ခဲနေရတာလဲဟေ့ကဘာလို့လုံနေရလဲဒီလောက်တဲကြီးမဲကြီးအတွေ့များနေစဉ်ကိုပိုးချကန်လိုက်ရဒီမို့လူကလန့်ကတုံငနေဒီကောင်ကအလန့်နဲ့ကြားစပွဲခုံပေါ်ပြန်ကြည့်လိုက်ရင်ကျွန်တော်မျိုးလုံးပြင်းပြဆန်ပြူနဲ့တပြတလဲအမြဲမြဲစောင်းနဲ့အိုးလိုက်ရောက်လေဒီဖះရေငါဘာတွေရိမ့်မိတာလဲအောင်မဘာတွေလှုပ်ထားလို့ဖုံးနေရလဲပြားစမ်းအေးမလုံးနဲ့နော်ဖဲအခန်းနဲ့ကျွန်တော်နဲ့ထိုက်ဆိုင်နေညင်းခုန်တန်တွေကအတန်တွေကလည်းခြေလောင်ဆောင်ထွက်ပေါ်လာတော့သည်နောက်ဆုံးတွင်မတတ်နိုင်စွာကျွန်တော်စာအုပ်ပြဲသွားမိဆို၍အလျှော့ပေးလိုက်ရလေ၏အရင်ကစာအုပ်ပြောင်းရင်တော့မဖြုံတဲ့ကျွန်တော်ကယခုမူစာအုပ်ပြဲမှတော့ကြောက်နေရလေပြီအကြောင်းရင်းမှာကျွန်တော်ရဲ့နှုံးသားပိုင်ရှင်ချစ်ငယ်ကြောက်တာဖြစ်လေသည်အိမ်စာမလုပ်ရင်တော့နားပူအောင်ပြောတတ်လွန်းလို့စာအုပ်ပြဲကြည့်ပါလားတွက်လိုက်မယ်ဖြစ်ချင်းငယ်ချီဦး left ဘာကြီးလဲ left ငယ်ချီဦးဖြစ်မှာမဟုတ်ဘူးလားမင်းဟာထိုင်ဆိုင်ရအမေစကားကြီးမှာကျွန်တော်ကြက်ကြီးလဲနေတယ်လို့ဖြစ်သွားရလေဒီရှက်ရှက်နဲ့ကောက်ချက်ကိုကုတ်လိုက်ရင်ငါနဲ့အတူတူတွက်ထားခြင်းလို့အဲ့လိုကြီးထားတာကွာအဲ့ဒါကြောင့် left ကိုနောက်ပို့ထားတာမင်းကရှာဖို့ရှိတယ်အောင်မလေးဟာဒီလောက်ဖြစ်ပြနေတာတွားဖွင့်ပြောလိုက်ပါလားငါပြောပြီးပြီလေမင်းကြက်လို့နော်ဟိုကပါတော့မှထိုင်ကုန်မနေနဲ့သူ့စိတ်နဲ့သူပဲလေကွာငါမပိုင်ဘူးဟဲ့အောင်ရသူအခြားတယောက်ရေးသွားလဲဘာဖြစ်လဲသူ့စိတ်ပဲအဲ့ဒါပေါ့ကွာဒီလောကကြီးမှာဘယ်ရာကရောဆွဆွမဲမဲရှိနေလို့လေသူတော်မှအပုတ်ကောင်ရုပ်ဆောင်နေတာဘယ်ရာမှတတ်မဲ့လို့ထားလို့မရဘူးအေးအပုတ်ခင်တော့အုတ်တင်ရင်အုပ်ရမယ်လွမ်းစစ်တော်ရဟာဘာလို့အုပ်ရမှာလဲမအုပ်ချင်ပါဘူးတော်မင်းနဲ့စကားပြောတာငါစိတ်မရှိတော့ကြည်နေတဲ့စာအုပ်အဖုံးကိုမြတ်ဖေးရင်ကျွန်တော်ဘာမှပြန်ပြောနေတော့ကိုလွမ်းဘာလဲကွာဒီနေ့တန်းလေးရအောင်ဘာလို့လဲဂိမ်းဆိုင်သွားရအောင်လို့တော်မလုံးနဲ့ချစ်ငယ်ကစိုးလိုက်မယ်ကွာဂိမ်းတွေထွက်နေပြီတော်ဆောကြအောင်လို့မင်းကမခန်းစားဘူးတော့မသိဘူးတော်ပြီငါအစုခံထိလိမ့်မယ်ကွာချစ်ငယ်တည်ရင်မလွယ်ဘူးဒီနေ့တည်းပဲလေလုတ်ပါကွာမင်းကလည်းစောရအောင်လို့နော်လို့ဘေးမှာနေ၍ကျွန်တော်ပကုံးကိုမိလိုက်ရင်ကျွန်တော်လက်ကိုဆွဲရမ်းလက်လို့ကျွန်တော်နဲ့မရမက်ကပြောနေတာကြတော့ကျွန်တော်နားတွေပူလာတော့ဒီချစ်ငယ်နမူတစားလောက်တာတိခတ်နိုင်တော့ညာထိုက်ဆိုင်ရဲ့နမူတစားခံတွေကိုတော့တိမခံနိုင်ကိုပြင်းကနေမြအောင်တစ်ချက်ချလိုက်တော့ငင်းကြသွားလေဒီဟုတ်ဒီလေနားကြီးလာပြီစာရွက်အလဲပြူကိုဖြုတ်ထိုက်ဆန်စီကိုမင်းကော်ပေးတော့အထာတိတူပြီးဟီကနေတစ်ချက်ရည်ပြလိုက်ပြီးကျွန်တော်ဘောပင်ကိုကောက်ယူကမဖျားပါပဲချားကြည့်အောင်ဆောင်တော့ခွင့်တိုင်စာကိုကောက်ရတော့စီမတတ်နိုင်ဘူးမြန်စော်ပြီးမြန်ပြန်လာရမှာပဲလာသွားမယ်ဘောဆောင်အောင်စင်းတဲ့အချိန်ဒီပဲနော်ထိုက်ဆန်အေးပါဒုတိယအချိန်တင်ညာဆရာမကြီးညံစမ်းတွေကကျွန်တော်တခန်းလုံးငြိမ်သက်သွားစေအောင်စိတ်ဓာတ်ကနေအလီရွတ်နေရင်တေချာပု္ပ္ပစာအဖြေကိုတွက်နေခိုင်းအနောက်ကောင်ကပခုတ်ပုတ်ကခွန်လီတီမို့တေချာတွက်နေရမှလဲကြည့်လိုက်တော့ဖုံမြတ်ပိုင်ကနံပါတ်3ဖြေကဘယ်လောက်ရလဲဟုလေတတူးလေးနဲ့မေးလာလေဒီတေချာညာစမ်းစာအုပ်ကိုငုတ်ဖက်နေဒီဆီယာမကိုတစ်ချက်ကြည့်ရင်ဇဝဲခုံဘောကစာအုပ်ကိုဖုံမြတ်ပိုင်မြင်အောင်မတိပတာလှမ်းပြလိုက်လေငယ်ချေဦးဗျာဖိုးကြောင့်ကိုယ်ဝက်လောက်ထားတူပြီးကျွန်တော်ဖြေတန်းကကတုံကရင်ဖះမင်းတငယ်ချင်းလွမ်းစီတော့နေမကောင်းလားဗျာဆီယမရဲ့အမေမှာကျွန်တော်တောင်ပြသွားရလေနေမကောင်းဘူးမနက်ကတော့ကျွန်တော်နဲ့အတူတူလာတာအကောင်းကြီးပါဆီယမစီခွတ်တိုင်တင်ထားလို့ခုကောင်လေးထိုက်ဆိုင်ရောခွင့်တိုင်စာနေမကောင်းဘူးခွတ်တိုင်ထားတယ်ခိုးထိုက်ဆိုင်ရောပါတယ်ကျွန်တော်တွင်းရင်းနဲ့ရေလဲဖြစ်တာမှုတပင်တစ်ချက်ချလိုက်ရင်ဆီယာမကိုမူသားဆိုလိုက်မိတော့ဒီအဲ့စစ်တော့မင်းတော်လားဟုတ်ဆီယာမတူမနက်ကနည်းနည်းကူမှုနေတယ်ဟုတ်လားအေးအဲ့ဒါဆိုလဲကျူးဆက်လိုက်အောင်နော်စာမပွဲကနီးနေပြီဟုတ်ဆီယာမအတန်းလက်တယ်ပေါ့လွမ်းစစ်တော့စာမပွဲနီးနေတာကိုဘယ်တွေတွားနေရလဲမင်းတွေ့ရင်အသေးပဲမေးပြီမင်းတော်ပြီလို့ပြောနေတာမပြီးနိုင်ဘူးအချိန်ကလေးကြည့်အောင်တနားရင်မသိနေပြီမြင်မောင်း
အေးပါကွာမောင်းနေပြီဆိုင်ငယ်ကိုအချိန်တင်ရင်ကြောက်ငုံအမြန်ပြေးရလေဒီတောက်လက်သားလောက်လူတာဒီချိန်တော့ဆိုရင်ချက်ငယ်တီးပြီပေါ့ဟာကွာအပွားခံရတော့မယ်တောင်ခေါင်းလုံးထိုးတာနဲ့အခန်းထဲကိုရောက်တာနဲ့ကွက်တီဖြစ်တာမို့လို့တပြက်ချရတော့ပါသည်အစုလဲခံရအောင်နေပြီစာကလည်းကုရအောင်နေပြီမမိုက်ဘူးကွာမင်းကြောင့်ကျွန်တော်ဘေးကထိုက်ဆက်လက်မောင်းကိုနှစ်ချက်လောက်ဆင်းရလိုက်တော့ဆဲဆုပ်တဲ့အပြင်ဘာမှထွက်မလာတော့တစ်ချိန်ပြောင်းရင်ချစ်ငယ်နဲ့ရေဆိုင်ရဒီကိုသာရေတော့ရင်မကြခင်အမေကြီးအဆူခံရတော့မိကလေးတယောက်လိုနောက်ဆုံးအချိန်ကျောင်းဆင်းမှု9မိနစ်ပဲလိုတော့သည်အတက်ဆက်ကချွေးဆက်လေးကိုဖယ်တော့ရင်စောင်းနဲ့တစ်ဖက်ဖက်ရက်ခတ်ကဖျားကြနေလိုက်မိ၏ဖျားကျောင်းဆင်းခေါင်းလုံးတန်အဆုံးမှာကျွန်တော်စရေတစ်ချက်မြူချလိုက်ရင်ဖျားတမိလိုက်သည်အရှူရှူနဲ့တယောက်ပေးတယောက်ထွက်လာတော့ညာအခန်းထဲငုတ်တုတ်ကြီးထိုင်နေတာကျွန်တော်9မိနစ်လောက်ငုံငူကြီးထိုင်လောက်အပြီးခေါင်းကိုခက်ချမ်းကုန်ရင်ထမင်းကြိုက်ကိုဆွဲစစ်မြေပြင်ကိုချကြတော့မိလူလိုလက်တိလက်မောင်းတန်းရင်ကုကူကိုအားပေးရင်အခန်းပြင်ကိုထွက်လာခဲ့လေသည်အခန်းကားကိုတောက်ခတ်ပြီးချစ်စရာကောင်းလောက်မိအပြုံးကိုပြုံးရင်ဧကရစ်ပင်အောက်ထိုင်ကုန်နားမှာမထိုင်ပါပဲကျွန်တော်အလားကိုမတက်ရက်ခါထောက်ပြီးစောင့်နေသည့်ချစ်ငယ်ကိုတွေ့ရလေသည်စရီတစ်ချက်မျိုးချရင်တုံနေလာနေသည့်ကျွန်တော်ကိုအားမရစွာမျက်မှောင်ကြုံရင်ကျွန်တော်စီခက်တွက်လျှောက်လာတော့မိမျက်နှာကိုအငယ်နိုင်ဆုံးငယ်အောင်ငယ်ချလိုက်ရသည်နည်းနည်းလောက်ဖြစ်တနာသွားအောင်လို့ပင်မင်းလာစမ်းနားရဲချင်ငယ်ရဲ့အန်ဂျိတ်တန်နဲ့ကျွန်တော်နှစ်ရက်ကိုဆွဲခါအကိုရစ်ပင်အောင်ဆွဲခေါ်သွားလေသည်ကဲပြောဘယ်တွားနေရလဲဘာမှမလုပ်နိုင်သည်ရုံငယ်လေးလိုညင်လေးနေရင်အဖေပေးဖို့အရှိန်ယူနေခြင်းချစ်ငယ်ကစိတ်မချတော့သလိုခက်မမာလေးထပ်ဖြေသည်ဖြေဟိုငါလေးငါခင်းသွားစော်တာဘာမင်းကတော့ချစ်ငယ်ကအန်တီကြိတ်နဲ့ကျွန်တော်ကိုတစ်ချက်တာကြည့်ပြီးမျက်နှာနဲ့တော့လေသည်ထိုခိုက်ကျွန်တော်ကောင်းအောင်ငုတ်ကနေထမှန်၍ချစ်ငယ်ဤတိုင်ပင်ချတန်ကိုကြားလိုက်ရလေ၏ဟာဆမပွဲနီးနေအောင်မင်းမသိဘူးလားမင်းဂိမ်းတော်မစောနေလို့တားနေတာမဟုတ်ဘူးဒါပေမဲ့အခုလိုကြောင်းမြတ်ပြီးဂိမ်းတော်ဆော့တာမင်းလို့ပုံကောင်းသလားလွမ်းစေတော့မကောင်းပါဘူးဗျအေးမကောင်းမသိရင်ဘာလို့လုပ်လဲခိုလက်တာအသင်းခေါ်လို့လိုက်ရတာပါငါမလိုက်လို့ညင်းနေမင်းဝင်မနဲ့ပဲထိုက်ဆန်အောင်မေးကြည့်အေးဒီတစ်ခါဝယ်ရမယ်လွမ်းစေတော့နောက်တော့ကထက်လို့ရင်အနီခိုင်နဲ့ပါတိုင်ပြောမယ်ဟုတ်မင်းနိုင်ငံနဲ့ချစ်ငယ်လက်ထဲကထမင်းကြိုက်ကိုဆွဲယူလိုက်ရင်စပိန်စတန်းစီကိုတွားဖို့ပြင်နေတော့လက်ထဲကအဆွဲခံလိုက်ရတာကြောင့်လူဝကြောက်ကနေဘာလဲစူးလို့မပြီးသေးဘူးလားနေအောင်ကဆဆူးမျက်လုံးတွေကကျွန်တော်တန်ဆက်ဆက်မြမြရောက်လာပုံကိုကြောက်တတိကဖြတ်ခတ်နေတပြေးပြေးချင်းနိကလာလေးကိုလေးကပဖွာလေးလျှောက်လာသည့်ခြေတန်းလက်နဲ့စစ်အကွာဝေးလောက်ကနေရှိနေသည့်အနေထားကျွန်တော်လေဝင်းနောက်ကိုတိုးဝေးလာသည့်ချစ်ငယ်ကြီးခေါင်းလုံးလေးဘာလို့မလို့လဲတုံနီနီလက်တွေကထမင်းကြိုက်ကိုမနေထိနိုင်ရတယ်လို့အတက်တစ်ချက်အောက်ထားလိုက်ပြီးမင်းတို့ကိုမိတ်ပစ်လိုက်လေမဟုတ်ရင်ကျွန်တော်တခုခုလုံးမိမှာစစ်လေးတွေတောက်ထားရတာလွမ်းစေတော့ADSM မိကုံမှာကျွန်တော်ရင်တွေအစမတန်တုံးလို့သွားစေသည်အရာအောင်နဲ့အမှားမှာကိုအင်းကြီးကိုပြန်ရှူမိလိုက်တော့ရလာသည့်စစ်လေးအနံသေစမ်းဟိုငါဖြေစစ်လေးတောက်ထားရလားနှစ်လိတ်သေးပါချင်ငယ်ရဲ့သူများကြီးလည်းတောက်နေကြတော့လေနှစ်လိတ်သေးမင်းကမင်းလုံးနေပြီမထင်ဘူးလားချင်ငယ်သူများတွေဟာသူများမင်းကမင်းလွမ်းစေတော့မတူဘူးသူများတောက်လို့တောက်တိုင်းဆိုရင်မင်းသူများချီးစားတိုင်းနဲ့လိုက်စားမလားပြောဟာချင်ငယ်ရလဲကွာဆေးလေးနောက်ထပ်တောက်တာတွေ့ရင်ဆရာမကငါတိုင်မာတော့လွမ်းစေတော့ဆရာဝန်လောင်းလေးရလဲအခုကလေးကပွားပြီကွာကျွန်တော်စိတ်ညစ်ညစ်နဲ့ခေါင်းကိုလိုက်ပြီးပဲ့ပြောင်းမိလိုက်လေသည်ဒါကိုချစ်ငယ်ကဘလို့ထင်တော့လဲမသိဖြစ်သွားတဲ့ချစ်ငယ်မျက်နှာကြောင့်ကျွန်တော်မှားထားမှန်းသိလိုက်ရလေပြီရက်တက်လာသည့်မျက်နှာကတော်ထွက်နေသည်ကအတိအသာကျွန်တော်ကိုကြောပေးပြီးထွက်သွားတဲ့ချစ်ငယ်ကကျွန်တော်ကိုစိတ်ဆိုးသွားလေပြီဟုတ်တယ်ကျွန်တော်ကစေတနာကိုစော်ကားမိတယ်လို့ဖြစ်သွားလေသည်ဓမင်းကြိုက်ကိုခုံမောကနေကြပြကြရအမြန်ချလိုက်ရင်
တော်တော်မဲ့ချက်ငယ်လက်ကိုကင်ကာဆွဲထားရလေသည်ဖဲစိတ်မဆိုးပါနဲ့ကိုတောင်းမှမှာရနော်ဖဲကွာစက်ကွင်ထားတဲ့လက်ကလေးမှာရုံနေရင်ပြတ်တော်မီကိုကျွန်တော်နှမောစတာငဲကြည့်လိုက်ရင်လက်တော်မီလုံနေသည့်ကြောပင်ငယ်လေးကိုနေရာမှမရှိပါပဲတစ်တစ်ချက်ဆုပ်တက်လိုက်ရင်ကြာတော့ခြေတော်ပွေးလေးစီအကြည့်ရောက်သွားလေဖက်နဲ့ပြတ်သွားတာပဲကျွန်တော်တပင်းချရင်စီတာကြီးဖက်နဲ့ကိုချော့ချင်းငယ်ရှိကိုသွားကထူတော့ထွန်ရလိုက်ပြီးတဲ့အနေငယ်ပင်နေသည့်ခြေတော်လေးရှိကျွန်တော်ဖက်နဲ့ကိုထားလိုက်ကရော့ငါဖက်နဲ့ကိုစီလိုက်နော်ကျွန်တော်စကားကိုလိုက်နိုင်မှုမရှိပါပဲလွန်ဆန်စွာဖြင့်ချင်းငယ်ကဖလုံးမရှက်နှုတ်ဆက်နေလေသည်ဖက်နဲ့မစီဘူးဟုရင်းလည်ရင်ကျွန်တော်လုံးသားကိုခြေတော်ရင်းမှာခါစားရင်ခါစားလိုက်ခြင်းနေသည်ကျန်တဲ့ဒီကဘာမီပြုံပေါ်မှာအချောင်းလန်းမှုကလည်းအထေကအဲ့ဗျာစိတ်ဆိုးခြင်းလဲစိုးပါကိုချော့ပါမယ်ဖက်နဲ့မစီပဲတော့မနေပါနဲ့ချောင်းနုနုလေးခဲစိုးနေမှဖြစ်စစ်လိုက်ပါကွာနော်ကျွန်တော်ကြီးကြိုးမှုအောင်မှာမျက်နှာလဲသွားသည့်ချက်ငယ်ကခန္ဓာရင်မရှိတော့သလိုနှက်ကတစ်ချက်ကရင်ကျွန်တော်ဖက်နဲ့ကိုစီလေ၏ထို့နောက်ခက်ဆောက်ခြေတန်းနဲ့အတူကျွန်တော်လုံးသားကိုပါလှုပ်ခတ်သွားစေနိုင်တဲ့စကားတစ်ခုပြောလာလေသည်လူဆိုးခေါင်တယ်လေကပ်ဖွားလေးရီလေရင်အီကိုရစ်ပင်အောက်ကခုံတန်းလေးပေါ်ကသမင်းကြလေးနှစ်ကြိုက်ကိုခက်တွတ်ဆွဲရင်ချက်ငယ်စီကိုအပြေးသွားရသည်ဟုတ်တယ်လေငါကမင်းတယောက်ထဲတွေ့တဲ့လူဆိုးကောင်ခီးဆောင်အိတ်ကိုလက်တစ်ဖက်နဲ့မနိုင်မနှင်းဆွဲရင်ခြေလန်းစာအပြုတ်တွင်ဖဏချတဲ့တဲဝင်လာတော့မနီတက်စွာခါထုတ်ပစ်လိုက်လေသည်ဝင်ရောက်လာသည့်လက်ဆက်လေသူတစ်ချောင်းလုံးပြပန်းလာခဲ့သည်မြအကုန်တဲဆောင်သွားသလိုလက်ကိုအဝါကြီးရှူကြလိုက်ရင်ခလန်းလန်းကနေရှီပင်ကျဲကြီးကိုငေးကြည့်နေတာမမြင်မှုသည့်လူတယောက်လိုတော်သားမျိုးရောက်ဆိုတာဒါမျိုးကိုပြောရလိမ့်မည်တစ်နှစ်အကြာမှာပထမဆုံးခရီးထွက်ခဲ့ခြင်းပြောရလည်းရင်စက်တန်းဆောင်မှုပွဲပြီးလို့ကျွန်တော်နဲ့လွမ်းစီတော်တို့တစ်ဖွဲ့ငပလီကန်းချေကိုအပန်းဖြေခရီးထွက်ဖို့တိုင်ပင်ကြလေသည်ထုံကျင်လာတဲ့လက်နဲ့အတူခီးဆောင်အိတ်ကိုလွတ်ချခြင်းပေမဲ့အမေမပေးပါပဲချက်ချင်းရောက်ရှိလာမိသူအချောင်းကိုတီးတော့ကျွန်တော်လွတ်မချဖြစ်တော့လွမ်းစီတော်၏တီးတက်မှုကိုကျွန်တော်သိလေသည်ပါမုတ်ကားတဲ့ကနေအထုပ်ကြီးအထုပ်ငယ်ကိုခိုင်ဆွဲလာကအချစ်အောင်နားနေသည့်ကျွန်တော်စီရှောက်လာပုံကမော်ဒယ်ရှိုးရှောက်နေတယ်လို့ကွာတာပေါင်းမိအဖြူနဲ့တကြံစတိုင်းလိုပတ်ဖွင့်အပွင့်အခတ်တွေပါသည့်အင်းကြီးတွဲဝဲထားသည့်ပုံကအခြားလိုဆိုရင်တော်တော်နိုင်ပေမဲ့ဗန်းတစ်တော်ဝတ်ထားတော့တမျိုးလေးကြည်ကောင်းနေပြန်၏ကျဒီအပြည့်မတတ်ထားပါပဲကောင်မလေးတွေခိုက်အောင်ရှင်ညွတ်ထားသည့်အထိဟာထားသည်ကကျွန်တော်ကိုစိတ်ရုပ်စေတာအမှန်စပြည့်ဖြီးနဲ့ရှောက်လန်းလာသူကိုကျွန်တော်ဘူးတော်ကြည့်လိုက်ရင်ညကုန်းတစ်ချက်ကိုပင်ရင်မရှိတစ်ဖက်မိပြလာလိမ့်မည်ရှီဒီဆိုတာထက်ရှီနီတီတူကိုကျွန်တော်ခက်မမော့ကြည့်ရင်မင်းပဲအရင်များတယ်ကွာလွမ်းစစ်တော်ဘလို့လဲချွေသွားပြီမလားညာတိုင်းပုံပြက်ပန်းပြက်ကလတိကလမောအိတ်တတိပုံကိုတောင်ကျွနေတဲ့ကျွန်တော်ကဘာမှပြန်မပြောဖြစ်တော့ညာလက်ကအိတ်ကိုဘက်လက်တို့ပြောင်းခိုင်းလိုက်ရင်အလိုက်တီတီကိုတော်ကပေးအိတ်နေစမှာကွက်ကိုတင်နိုင်တယ်ဒီလိုလို့ရှော့မိုးတို့ကိုကိုင်းပေးမင်းအိတ်တစ်ဖက်ကနေမိုးတို့အိတ်ကိုပေးကကျွန်တော်ခီးဆောင်အိတ်ကိုဆွဲယူသွားသူကိုကြည့်ရင်ခေါင်းနာခါမိတော့သည်မနိုင်ဘူးဒီကောင်ခဏနေတော့အုံညွန့်လူဖြစ်သည့်အနီခိုင်ရဲ့ဟိုကောင်လေးတွေလာကြတော့တွားမယ်ဆိုသည်စော်ဟော့တန်နောက်ရောစစ်တော်နဲ့ကျွန်တော်လိုက်ပါသွားတော့သည်ဝင်ပေါ်တဲ့မိုးထုတ်ကိုကိုင်ရင်ခီးဆောင်အိတ်နဲ့အိတ်ကိုလေးရလို့မထင်ရအောင်ဆွဲတော်သည့်လွမ်းစစ်တော်ကိုကြည့်ရင်တစ်ချိန်ကကားခိတ်မှာခီးဆောင်အိတ်ကိုအတင်ဆွဲယူသွားတဲ့ကောင်လေးကိုမြင်အောင်ပြီးတော့ကျွန်တော်နှလုံးသားကတိတ်ခနေအချိန်ကြီးကြာလာတာနဲ့အမျှကျွန်တော်တို့နေပုံထိုင်ပုံတွေရင်းချမှုတွေတောင်းလဲလာပြင်မဲ့ကျွန်တော်နှလုံးသားနဲ့တူကူးဆိုင်မှုတွေကတော့အရင်ကအတိုင်းတာလဲရမယ့်ဟိုတယ်ကိုရောက်တော့အခန်းရွှေ့ရဲ့အချိန်အနှဲငယ်တော့ဒုက္ခရောက်ရလေသည်သူလိုကိုလိုအပတ်မြင့်ထွက်လာတဲ့လူကလည်းများနေတော့အခန်းကတိတ်မကြံတော့နှစ်ယောက်ခန်းကနှစ်ခန်းသာကြံပြီးကြံတာကတယောက်ခန်းနှစ်ခန်းသာကြံခဲ့လေ၏ထိုက်ဆိုင်တဲ့ဆန်းအောင်တို့ကလည်းဥစွာနှစ်ယောက်ခန်းတစ်ခန်းကိုယူလိုက်ရတာမို့တစ်ခန်းသာကြံတော့လေသည်ဒီလိုနေရာမျိုးတာဆိုလွမ်းစစ်တော်ကအားကိုးလို့မရတင်မောင်မြင့်မပြောခင်ကျွန်တော်ကကြံတဲ့နှစ်ယောက်ခန်းကိုယူဖို့ဗဇက်ကအပြင်အမေကျွန်တော်နဲ့ချင်းငယ်တယောက်ခန်းမယူလိုက်တော့မယ်ဆိုတဲ့စကားကြောင့်ပြောစရာစကားများတော်ဆုံးတော့လေသည်ထိုအခါတင်မြောင်မင်းနဲ့ရဲဝန်းကလည်းကျင်းတဲ့နှခမ်းကိုယူရလိုက်လေသည်အန်ဒီခိုင်နဲ့လုံးလုံးကလည်းတယောက်ခန်းကိုလာယူလိုက်တော့သည်
ငါကရင်ပေါ်အိမ်မှာမင်းကအောက်အိမ်အထုပ်တွေကိုနေရာတကာချနေသည်လွမ်းစစ်တော်ကိုမကြည့်ကြည့်ကြည့်ကဘုလိုတော်တာပြောလိုက်မိ၏တယောက်အိတ်ကလေးနဲ့ကျွန်တော်နှစ်ကိုယ်စာလောက်ရှိသည့်လွမ်းစစ်တော်နဲ့အိမ်ဖို့ကဘလို့မှအဆင်မပြေတာမဟုတ်အရာကိုလွမ်းစစ်တော်ကတည်တည်ရသားနဲ့တမင်တက်တယောက်ခန်းကိုရွှေတာဟာအတူတူအိမ်မယ်လေမင်းကမင်းအရင်လုံးပင်တိတိလေးများထင်နေလားအိုင်ယာဒါကတော့ကိုလည်းမတက်နိုင်ဘူးလေကွာဘောကိုမင်းတော့အကြီးကိုရောက်ဆက်နဲ့ကျွန်တော်ကိုခါထောက်ကကြည့်နေပုံကကျွန်တော်မခံချင်နိုင်အောင်စနေမှန်းအတီးသားငါကလေးပေါ်မှာအိမ်မယ်ဒါပဲကျွန်တော်ပြောရင်းနဲ့ကလေးမဝုန်းကနေလွှဲချလိုက်လေသည်မွန်ရနဲ့ငပလီနဲတဲ့ခရီးမဟုတ်အဝေးကြီးလာရတာကြာတော့ခရီးတယ်မခံနိုင်စွာပင်လယ်မှာရေချိုးဖို့ထက်အိဆက်နေသည်မှုရပေါ်အိမ်နေပေါ်တာဆရောက်တော်လေသည်အာစိန်ပဲကွာအော်အကြီးကိုကလေးအောက်မှာအိတ်ခိုင်းနေပေါ့မရေးကြီးမှာနော်ကျွန်တော်စကားအဆုံးမှာစကားပြန်မလာတော့အင်ကြီးထုံးလေးလက်ကိုရက်လိုက်ပြီးကရင်ဘော်ကိုကြည့်မိလိုက်တော့ခွေခောက်လေးအိမ်နေသည်ချင်းငယ်တစ်ချက်ပြုံးလိုက်ရင်အကွန်ကလုတ်ကိုကျူကအရှိန်လျှော့လိုက်လေ၏ဒီကလေးကအေးတန်တိတ်ခံနိုင်တာကိုတိတ်မခံနိုင်တာကိုသူသိလေသည်ကရင်စီကိုတွားလိုက်ပြီးချင်းကဆောင်ကိုဆွဲယူကအသားရလေးချုံမိလိုက်ပြီးမျက်နှာဖူးဖူးလေးဝဲကြနေသည်စပင်ကောက်ကောက်လေးတွေကိုလည်းဖယ်ရှားပြီးနေရင်မုတ်တက်နေဒီပေါင်းလေးတွေကဒီနေ့အတွင်းချင်းငယ်ကောင်းကောင်းဖက်တန်းလာမယ်အတိအသားဆယ်နှန်းဆိုဒီအတိုင်းသာသမီအလိုကြမိဘဖြစ်သူတွေကလိုလိုက်မှုဖြစ်စားကြတာတွေအကုန်ကျွေးတော့အမိလက်ချက်ဖြစ်ချင်းငယ်မှာအရင်ကထပ်ပင်ဖြစ်ပေလေးဖြစ်လာတော့သည်ပါမုံမိုလေးကိုလက်ညှိုးဖြစ်အသားလေးဖိလိုက်တော့နှိမ့်ဝင်သွားတယ်ပါလီကျွန်တော်အသေးရရနဲ့အောင်နှကန်းကိုတစ်ချက်ကိုက်လိုက်မိ၏ကျွန်တော်မျက်နှာရသည့်စပင်ကောက်ကောက်လေးတွေအပေါ်ပါရှင်မသိအောင်ခုန်နိုင်ရင်နှာခေါင်းနဲ့ချင်းစူးစူးအနံလေးဝင်ရောက်လာတော့အတန်တိတ်လေးရှိမိလေသည်ဘာမှမလျှော်သေးဘူးထင်သည်ခဏနေတော့ထိုက်ဆန်တို့ကကျွန်တော်အခန်းစီကိုလာကရေစောဖို့လာခေါ်တော့လေသည်ကျွန်တော်လည်းရောက်ကလေးကစောက်ကျင်နေသူမို့ဝထားသည့်အင်းကြီးကိုဖြစ်တယ်လို့ချောထားခဲ့လိုက်ကအပေါ်ပိုင်းမလာနဲ့ထွက်လာခဲ့တော့လေသည်အရင်ကထက်ညိုစိတ်လာသည့်အသားရည်ရှစ်ထွက်လာသည့်အရက်နဲ့အတူပြောင်းလဲလာသည့်ရုပ်ရည်ကတော့အရင်ကလိုချောတာထက်ပိုချောသွားတယ်လို့ဒီလိုဆိုရင်ချစ်ငယ်ရရောကျွန်တော်အမြင်မို့လို့လားမသိချစ်ငယ်ကတိတ်မပြောင်းလဲတာမျိုးမရှိပဲရှိလာသည့်အရက်လေးတာရှိလေသည်ဘလို့ပဲပြောင်းလဲသွားချစ်ငယ်ကကျွန်တော်နှလုံးသားကိုယခုထိမပြောင်းလဲပဲစိုးမိုးနေတယ်ဆိုတာကိုကျွန်တော်သာသိလိမ့်မည်ချောင်းသားလိုလှလုံးကြီးတိမ်မကြီးတော်ညာရှေးကတော့ပြလဲနေအောင်ကြည်လေသည်မျက်စိတစုံမြင်နေရသည့်ပင်လယ်ပြင်ကြီးကမျက်စိမလွှဲနိုင်အောင်ငေးမောကြည့်စရာကောင်းနေသည်ကစားကခရီးကွန်ကောင်းနေသည့်ကလေးတစုရဲ့ဘောကွင်းတွေနဲ့ရေစော့ကစားနေသည့်လူတစုရဲ့ပင်လယ်ထဲမစင်တွေပဲခလန်းလန်းကပြထားသည့်ဘောကွင်းလေးရဲ့ကျွန်တော်ပုံရင်းချင်းခေါ်တစ်ချက်ကြီးကမတိမတာထိုးဘောကွင်းလေးစီကိုတွားရင်အမြန်ပင်ကောက်ယူကစတိုင်ကကိုဘောကွင်းငားလာတဲ့လူလိုပါလို့ဘောကွင်းနဲ့ဝင်ပြီးပင်လယ်ထဲတပြောတစ်ပါးကြီးဆင်းသွားတော့လေဒါကပင်လယ်ကိုတွားတိုင်းငွေကုန်မခံပဲဘောကွင်းနဲ့ရေစောရသည်နီနှစ်နာရီလောက်ရေစောလို့အပြီးတွင်ကမ်းမော်ကိုပြန်တက်လာပြီးချင်းငယ်စီကိုတွားလိုက်၏တကားကိုအသာဖွင့်ရင်းအခန်းထဲကိုဝင်ကြည့်ပြီးတော့ခွေးလေးအိမ်နေသည့်ချင်းငယ်အစားဖလုံးနာတွေးလိုက်ရလေသည်ချင်းငယ်ကျွန်တော်အခန်းတကားတွေအကုန်ဖွင့်ရှာလို့အဆုံးမတွေးတော့အပြင်ကိုထွက်တော်လာသည်ဘယ်လိုရောက်နေရလဲဟာကွီဟိုတဲ့ပတ်ရှာနေတော့ခြေတုံးနေနဲ့စောင့်နေသည်လုံးလုံးကကျွန်တော်ကိုမြင်တော့နှုတ်ဆက်လေသည်ကျွန်တော်လုံးလုံးစီကိုခက်တော်လေးတွားရင်လုံးမင်းကိုတွေးမိတယ်လားမတီးဘူးလေကိုကြီးဘာလို့လဲကိုပြောင်းနေလို့လားကိုကြီးရှာလို့မတွေ့လို့ဟာကိုကြီးကိုကလမိုင်းနောက်လိုက်တော့ဟာလားမသိဘူးဘာကိုနဲ့ကိုကြီးကရိုက်မဲ့ထားလို့လားအဲ့ဒါကြောင့်ကိုကဆယ်ဆိုးပြီးတော့ကလမိုင်းနောက်လိုက်တော့တာဖြစ်မယ်ကိုကြီးတို့ကရိုက်ဖက်တာမှမဟုတ်တာလုံးလုံးရအဲ့ဒါဆိုရင်တရုတ်မိုင်းနောက်လိုက်တော့တာနေမှာပေါ့လုံးလုံးရဲ့စကားအဆုံးမှာကျွန်တော်ဆွန့်အားသွားပြီးဘာပြန်ပြောမှမသိတော့စင်ញင်းနဲ့ညညနေရင်ရှေ့ကမြင်ရတဲ့မြင်ကွင်းကိုတာကြည့်လိုက်ရာကျွန်တော်မျိုးလုံးတွေပြည့်ကျက်သွားပြီးကြော့မတ်သွားတော့သည်စေပင်ကောက်ကောက်နဲ့အပေါ်ပိုင်းဗလာဖြစ်ဘီကနီဝတ်ထားသည့်ကောင်မလေးနှစ်ယောက်ကိုလက်ပုံရိုက်ပေးနေသည့်သူကိုကျွန်တော်ကောင်းကောင်းကြီးသိလေသည်ချစ်ငယ်အော်ဒီမှာလာပြီးကောင်မလေးတွေကြားပျော်ဘူးနေတယ်ပေါ့လေရေချိုးရင်တော့ဒူးမြင်မခံစေချင်လို့အလုံးပိတ်လူထားတာကိုအခုသူကအင်ကြီးတော်ချွတ်ထားပါလို့လားညီငွင်းကတိတ်တော့မလှမနေဒါကျွန်တော်ရဲ့စိတ်ကိုစွာနေတာ
လုံးလုံးဗျာဟိုမှာမင်းခုကိုတွေ့လားဘာမအော်ဟုတ်တွေ့ပြီကမာရီနဲ့ကျင်းလို့နေရနော်မင်းခုကဟေးဘာလဲကိုရက်တဝင်းတိုးနေရလားကျွန်တော်လုံးလုံးရဲ့အပြောမှာဖူကောင်ကြီးလိုဖြစ်သွားရပြီးမျက်မှောင်ကြုံရင်တာဟုတ်တယ်ကွာအဲ့ဒါကိုကြီးတို့တခုကူညီတော်ပြီးလှုပ်ရှုပ်တယ်ပစုံကင်းဝဲကျွေးမယ်ဟိကူညီမယ်ပြောကျွန်တော်မေပြုံးတစ်ချက်ပြုံးလိုက်ရင်လုံးလုံးနာကတ်ခါအတန်တူတူလေးနဲ့ပြောလိုက်ကိုကျွန်းနဲ့ကိုတပတ်တကြရရင်ချင်းငယ်စီပြေးသွားတဲ့လုံးလုံးကိုအားရကျင်းနေစွာကြည့်နေမိတော့သည်အဲ့ရပေါ်ဟိုလေးဒီလေးနေမကြပါလိုက်တဲ့တွေကြားကျွန်တော်နိုးလာခဲ့တော့သည်ခပြေးပြေးထားရင်အိမ်မုံဆုံးသွားအဖြစ်အခန်းထဲဝေဝဲကြည့်လိုက်တော့မစစ်တော်ကရှိမနေဒါတော့ဝတ်ထားတဲ့အင်ကြီးကလည်းကြိုက်ပြပေါ်မှာတွေ့လိုက်တော့မစစ်တော်ရေတွားကစားတယ်ဆိုတာသိလိုက်ရလေမလုံးကိုခကြကြလေးပုံရင်ပိုင်အောင်နေတဲ့စပင်ကိုခေါင်းဖိမနေတော့ပဲလက်နဲ့တက်ရာထွက်လာတဲ့အနံဆိုးကြောင့်ခေါင်းမလျှော်အတင်းမှတတိပြုမိလိုက်ကြိုက်ပြပေါ်ကအင်ကြီးကိုယူကာခောက်လိုက်ရင်ကိုဘောကအင်ကြီးကိုချွတ်အညောင်းညာပြင်းအောင်ကြောတဲ့ချက်ကိုဆန့်လိုက်ရင်ပိတ်စရာရှိရာတွေပိတ်ခဲ့ပြီးအခက်ပင်တော်ထွက်ခဲ့လိုက်တယ်ကဆတ်တဲ့ချောင်းရေစုံနေသူအမြောင်ပြားနဲ့နမကြီးရေတူမရုပ်ထုလေးအားတဝရနေသူအကြောင်းကိုလည်းအကြောင်းရင်းမရှိစွာငင်းရင်းနဲ့ပဲခက်ပြပြတာရှောင်နေစဉ်ဟိတ်ကောင်းလေးကျွန်တော်ကြည့်ပြီးတော့ဘီကနီဝတ်စုံဝတ်ထားသည့်အမကြီး2ယောက်ဂျာနယ်မဂ္ဂဇင်းတွေမှာသာဘီကနီဝတ်ထားသည့်ပုံတွေကိုမြင်ဖူးသည့်ကျွန်တော်ကယခုလိုအပြင်မှာကိုယ့်ကိုယ်ကြီးမြင်လိုက်တော့ရိုးသားတဲ့ဖိုတိုခွာလေးလိုရှက်ရှက်နဲ့မျက်နှာလွှဲမိတော့သည်ဖះဗျာမမတို့ပုံလေးရိုက်ပေးပါလားဟုတ်ရိုက်ချပါတယ်ဗျအမကြီးကလက်ဖွားတဝက်စာရှိသည့်ကင်မရာလေးကိုလှမ်းပေးရင်းရိုက်နှီးပါတခါတည်းပြပလာတာမို့ကျွန်တော်ကင်မရာကိုယူကာတပုံမွေးတပုံရိုက်ပေးလိုက်လေကျွန်တော်နည်းနည်းတော့တိခံရပါသည်မိန်းကလေးမို့လို့တပုံဝါသနာပါလားမသိတော်နဲ့မပြီးနိုင်ပို့စတွေကလည်းပေးတတ်တယ်ဗျာပေးတဲ့ပို့စတိုင်းကလည်းမထက်မလွတ်အောင်ရိုက်လို့တောင်းဝင်ပေးခံရတဲ့ကျွန်တော်ကတော့မောလာလေပြီကျေးဇူးပဲနော်မောင်လေးရပါတယ်ဗျမောင်လေးကဘယ်ရလဲကျွန်တော်ကမုံရွာကပါဗျအော်ဒါနဲ့ပုံလေးတွေကအရန်လာရယ်နော်ကျေးဇူးဆက်တဲ့အနေနဲ့မမတို့နဲ့မုံလိုက်ဝဲကျွေးမယ်လေအော်ဒါနဲ့ပုံလေးတွေကအရန်လာရယ်နော်ကျေးဇူးဆက်တဲ့အနေနဲ့မမတို့မိုးလိုက်ဝဲကျွေးမယ်လေမဟုတ်တာရပါတယ်ဗျလောက်ပါလာလိုက်ခင်နော်ကျွန်တော်လက်ကိုအတင်းဆွဲကပကုံးကိုအတာလှုပ်တောက်ဆုံနေပုံကရေးစားကိုပူစာနေတယ်လို့ဘေးကမြင်ရင်တော့ဘနစ်တော်ဒီအနေထားမှာကျွန်တော်အနေခတ်စွာဖြင့်ဆွဲကန်ထားတဲ့လက်ကိုဖြုတ်ရင်းခက်တတာပြုံးရင်းညှင်းလိုက်မိလေဖေဟမ်ဟင်းကျော်တရဲ့ကျွန်တော်ခြေထောက်ကိုတိုင်တစ်ခုတစ်ပွဲဖက်ကလာပြီးဖေလို့အခေါ်နေတဲ့လူကိုကြည့်ရင်ကျွန်တော်တော့ဖက်သွားရလေလုံးဘယ်ကနေဘလို့ရောက်လာတာလဲဖေမင်းမကပြန်လာရင်ဒုက္ခောက်ခဲတဲ့ဟဲ့မိမရှိတယ်တဲ့အင်းနော်ငါလူပြိုထင်နေတာကျွန်တော်ကိုလည်းလုံးကိုလည်းကြည့်ရင်အချင်းချင်းပကုံးချင်းတူတူကစကားပြောနေပုံကစောစောကပုံစံနဲ့လာမဆိုင်စွာကျွန်တော်ဘာမှပြန်မပြောနိုင်တော့ပဲဖေနဲ့မေဆိုဒီစကားမှတဝဲလေးစဉ်းစားနေပြီးတော့ဒီဘာလဲဖေကအမကြီးနေအောင်မရှိတော့တဲ့အချိန်ရောက်မှကျွန်တော်မှဖတ်တွေ့နေဒီလုံးကိုပွတ်ချင်ရင်ဟိတ်ကောင်းလေးဘာရီပြောနေရလဲဒါစတာပါကဲပြောမင်းတို့ဘာခိုင်းတာလဲမမေဟာအိမ်မလေးကိုမလိန်အောင်နော်ဟိုမေလေးမေကလောညွာကြည့်မိလိုက်တော့တိတ်ပြင်ပေါ်အားရပါရထိုင်ရင်းနေသည့်လွမ်းစစ်တော်အားတွေ့လိုက်ရလေဒါတွေအကုန်လွမ်းစစ်တော်ရဲ့အကြံဉာဏ်တွေပေါ့လေလွမ်းစစ်တော်ကဲဒါဆိုရင်အပိုင်းကားလေးကဒီမှာပဲပြီးပြီပေါ့နော်တန်လိုင်းထားခဲ့ရလို့ဒီမျိုးကြီးပဲနော်ဒါပေမဲ့အပိုင်းကဒီပါနေပြီးပါပြီမနေ့ကအပိုင်း6လာပါမယ်အော်လေးကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့အော်လေးကိုနားဆင်ပြီးတော့လည်းတိတိတာအမော်ကြီးပြောကြပါစေခင်ဗျာ